နာကြတယ်တရားဓမ္မတွေတရားနာကြတယ်ဆိုတော့တရားထုတ်ဖို့နည်းယူတာပဲဘာဖြစ်လို့တရားထုတ်ဖို့နည်းယူကြသလဲလို့မေးလို့ရှိရင်ဒုက္ခကသင်္ကင်းခြင်းနဲ့နိဗ္ဗာန်ရောက်ခြင်းလို့အဖြေကဒါပဲထွက်ကောင်းပြီဒါဖြင့်တရားဓမ္မတို့ဒုက္ခကသင်္ကင်းခြင်းနဲ့နိဗ္ဗာန်ဆိုတော့ဒီဘက်ကချထားတဲ့ဥစ္စာမှိုက်တာပဲဩဒါဘာလိမ့်မလဲလို့မင်းဩဒုက္ခခတ်သိင်ကင်းခြင်းနဲ့နိဗ္ဗာန်ပါလားဘုဗေနာဝေသေဝေလည်းငြိမ်းထောင်ငယ်ရကိလေသာပေါင်းအပူမေးတွေလည်းသိမ့်ဘာမှချမ်းသာတက်တက်ဒုက္ခနဲ့မရောမရှိတာကိုနိဗ္ဗာန်လို့မှတ်ထားတယ်နော်အဲ့ဒါဓမ္မတွေနိဗ္ဗာန်တော့ဖြင့်ဘုရားသဘောကျပြီဒုက္ခခတ်သိင်ငြိမ်းတယ်ဆိုတာနဲ့ပဲရှင်း납ပါပြီထောင်ငယ်ရကိလေသာတွေအပူမီးတွေသိမ့်တယ်ဆိုတာနဲ့လည်းရှင်း납ပါပြီအပူလည်းမရှိဘူးဒုက္ခလည်းမရှိဘူးတော့ငြိမ်းမှုတစ်ခုပဲနိဗ္ဗာန်ရှိတော့တယ်ဆိုတာဖြင့်ရှင်း납ပဲသဘောကျပါပြီလို့စိတ်တွေကဆုံးဖြတ်ချက်ချထားလိုက်တာပေါ့မှန်ပါပါအဲ့ဒီနိဗ္ဗာန်ရောက်ခြင်းတဲ့ဓမ္မတွေဟာနိဗ္ဗာန်အစဘယ်ဟာရမှလဲဆိုတဲ့မေခွန်းဟာဥက္ကမထွက်လာတယ်မှန်ပါပါဗျာနိဗ္ဗာန်ရောက်ခြင်းအစဘယ်ဟာကိုရမှလဲဆိုတဲ့ဥစ္စာထွက်လာတော့ဘုန်းကြီးများကလည်းအဖြေပေးတယ်ဘုရားကလည်းဖြေပေးတယ်နိဗ္ဗာန်ရောက်ခြင်းတဲ့ပုဂ္ဂိုလ်ရစဟာသမာဓိဋ္ဌိရမှဟေနိဗ္ဗာန်ရောက်ခြင်းတဲ့ပုဂ္ဂိုလ်အစကဘာပါလိမ့်သမာဓိဋ္ဌိရပါသမာဓိဋ္ဌိရမှတဲ့ဒကာဓမ္မတို့နိဗ္ဗာန်ရောက်ခြင်းရတဲ့ပုဂ္ဂိုလ်ဒီအစဘာရဖို့ရည်ရှိသမာဓိဋ္ဌိသမာကမှန်ကန်တာဒိဋ္ဌိကမြင်တာအမှန်ကန်မြင်တာကိုရဖို့ရည်ကြည်တယ်ဆိုတဲ့ဥစ္စာဒကာဓမ္မတွေလေးစားစွာနဲ့ပဲမှတ်ထားပါဒုက္ခကသင်္ကင်းခြင်းနဲ့နိဗ္ဗာန်ကြီးရောက်ခြင်းရခြင်းကြတာကတော့ဖြင့်ဗုဒ္ဓဘာသာမှန်ကလူတိုင်းလူပဲရခြင်းကြရောက်ခြင်းကြတယ်ဆိုတော့မှန်ပါတယ်ဘယ်ကစပြီးဒီကာလစရမယ်ဆိုတာမသိတော့လေရကျင်တာပဲရှိမယ်အစအလုပ်ကိုတွေးကြမယ်မဟုတ်ဘူးဟုတ်ပါဘူးဗျာဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေနိဗ္ဗာန်ရောက်ခြင်းချင်းအစသမာဓိဋ္ဌိရမှာရှင်းမလားနိဗ္ဗာန်ရောက်ခြင်းချင်းအစသမာဓိဋ္ဌိရပါဗျာသမာဓိဋ္ဌိရမှာဒါဖြင့်ဓမ္မတွေနိဗ္ဗာန်ရောက်ခြင်းလို့ရှိရင်ဖြင့်အရေးကြီးဆုံးဘာလိမ့်မလဲလို့ကိုယ်ပိုင်ညာနဲ့ကိုယ်တိုင်စဉ်းစားလိုက်တဲ့အခါကျသမာဓိဋ္ဌိမရရင်ဖြစ်ကိုမဖြစ်ဘူးလို့ဆိုတာကိုဖြင့်ယနေ့ဆုံးဖြတ်ချက်ချလိုက်မှန်ပါပါသမာဓိဋ္ဌိမရရင်ဖြစ်ကိုမဖြစ်ဘူးဆိုတာဘုန်းကြီးတို့ဓမ္မတွေကဆုံးဖြတ်ချက်ချရတာပေါ့နိဗ္ဗာန်ရောက်ခြင်းကြီးအစဘာရမှလဲသမာဓိဋ္ဌိရမှကမောင်ကြီးတော်တော်ရေးကြည့်မှန်ပါပါဗျာအခုတရားဓမ္မတွေဆိုနိဗ္ဗာန်တို့ခြင်းကြနိဗ္ဗာန်ရောက်ခြင်းကြရခြင်းဘယ်ကစမှန်းမသိဘူးဘယ်ကစလို့လဲဘယ်ရောက်မှန်းမသိဘယ်ကစမှန်းမသိဘူးဆိုတော့ရခြင်းတာပဲကဲဘာဖြစ်ဖြစ်လောက်ရမှာပဲနိဗ္ဗာန်ရောက်ကြောင်းကြီးပဲလို့ဒီလိုတခါတည်းကိုယ့်အကိုဆုံးမဲ့ချပြီးရမ်းပြီးလုံနေပြန်လို့ရှိရင်လေခုကပောင်တို့ဥပဒေတို့နေရာကျမှာမဟုတ်ဘူးပေါ့ကြပါပါဗျာဒါဖြင့်ယခုနိဗ္ဗာန်ရောက်ခြင်းတဲ့ပုဂ္ဂိုလ်အစဘာရမှလဲသမာဓိဋ္ဌိမဲ့ခင်ရမှာလေဒကာဓမ္မဒါမရရင်အလကားပဲတဲ့ဘုကမောင်ဘာရမှာလဲသမာဓိဋ္ဌိမဲ့ခင်ရပါပါဗျာသမာဓိဋ္ဌိမဲ့ခင်ရမှာသမာကမှန်ကန်တာဒိဋ္ဌိကမြင်တာအမှန်ကန်မှမမြင်ပဲနဲ့ဒကာဓမ္မတို့ဘယ်မှသာလဲဇုံလုံးကန်းသွားနေလို့တော့မရပါဘူးအမှန်ကန်မြင်မှနိဗ္ဗာန်ဆိုတဲ့ဒုက္ခကသိင်ကင်းခြင်းနဲ့နိဗ္ဗာန်ကိုရမယ်ဆိုတာမှတ်ထားလိုက်တော့မှနိဗ္ဗာန်အစသမာဓိဋ္ဌိရမှာပါကလားဆိုတာဒီနေ့အကြောင်းပေါ်လာမှန်ပါဗျာနိဗ္ဗာန်အစသမာဓိဋ္ဌိရမှာတဲ့ဒကာဓမ္မတို့နိဗ္ဗာန်ရောက်ခြင်းဘာရအောင်အရင်လုပ်ရမယ်သမာဓိဋ္ဌိရအောင်လုပ်ရမယ်ဒါဖြင့်သမာဓိဋ္ဌိဟာအလွန်ရေးကြည့်တယ်ဆိုတာဒကာဓမ္မတွေပေါ်လာမှန်ပါဗျာကောင်းပြီဒါဖြင့်နိဗ္ဗာန်ရောက်ခြင်းကြတဲ့ပုဂ္ဂိုလ်မှန်ကဘာရေးကြည့်ရဖို့ရှာမိရမယ်ဆိုတာဖြင့်ပေါ်လာပါပြီ
ဘာရည်ရည်ရမှာသမာဓိဋ္ဌိဒီဟူသောတရားကိုအမှန်ကန်ရမှာသမာကမှန်ကန်တဲ့ဒိဋ္ဌိကမြင်တာမှန်ကန်မြင်မှရမယ်မှန်ကန်မြင်မှနိဗ္ဗာန်ရမယ်အမှန်ကန်မမြင်လို့ရှိရင်ဘယ်နည်းနဲ့ဆူတောင်းပြီးဘယ်လိုလုပ်နေမရဘူးလို့ဆုံးဖြတ်ချက်ချမှန်ပါဗျာပေါ်ကြပြီနော်ဟုတ်ပါဗျာကောင်းပြီဒါဖြင့်သမာဓိဋ္ဌိဟူသောတရားမှန်ကန်ရသမာဓိဋ္ဌိဟူသောတရားကိုရပါမှာတရားဓမ္မတို့နိဗ္ဗာန်ရောက်ခြင်းအစဖြစ်တယ်သမာဓိဋ္ဌိရမှာနိဗ္ဗာန်အစဖြစ်ဟောနိဗ္ဗာန်ရောက်ခြင်းတဲ့ပုဂ္ဂိုလ်များသမာဓိဋ္ဌိအစတွေ့ဖို့သိရကြည့်ပါလားဆိုတော့မပေါ်လာကြဘူးပေါ်ပါလားဗျာကြက်ကြက်စဉ်းစားကြပါတရားဓမ္မတို့ကြက်ကြက်စဉ်းစားကြပါဆရာတော်သမားကောင်တွေ့တော့မို့အမှန်ကန်ပြောလို့ခင်ဗျားတို့ရတာနော်မှန်ပါဗျာနမလို့ရှင်ဘယ်ကသွားတော့မလို့ဟိုကလှက်ပတ်ပြီးဝင်ရတော့မလို့ခင်မောင်မျိုးမျိုးရှိနေမှာပေါ့ဗျာမှန်ပါဗျာဒါတွေဟာအကုန်ဘေးချိတ်ပြီးဒီကလာဒီဥစ္စာဘုရားသခင်ကိုရမကြီးဟောတာကိုဘုန်းကြီးပါဠိတော်နဲ့တကွပြမှာဖြစ်နေသောကြောင့်ဟောနိဗ္ဗာန်ရောက်ခြင်းဤစသမာဓိဋ္ဌိရမှာပါကလားဆိုတာဖြင့်ဘယ်ခါမှဆိုမှတ်ထားဖို့ပဲမှန်ပါဗျာနိဗ္ဗာန်ရောက်ခြင်းဤစသမာဓိဋ္ဌိရမှာသမာဓိဋ္ဌိရရင်သမာဓိဋ္ဌိနဲ့တွဲတဲ့မက္ကင်တွေဥပါရင်တို့ကမောင်တို့ကုန်ပါလားမှန်ပါဗျာမပါပါနဲ့ဆိုလို့မရပါဘူးသူနဲ့ဖြစ်ဖို့ဖြစ်ပက်တွေပဲသမာမက္ကင်ဆိုတဲ့ကိုကသူနဲ့ဖြစ်ဖို့ဖြစ်ပက်တွေသမာဓိဋ္ဌိရရင်သမာသင်္ကပ္ပပါလားမှန်ပါသမာသင်္ကပ္ပပါလားတတိဝရိယသမာဓိတွေလိုက်ပြီးဒီကလာလာတော့ဒါတွေပြည့်စုံတော့ပြန်တော့သမာဝါစာသမာကမ္မန္တသမာဇီဝဆိုတဲ့မက္ကင်၈ပါးဟာတခါတည်းအစုလိုက်အပုံလိုက်အပြုံလိုက်ဆိုသလိုပဲသမာဓိဋ္ဌိရရင်ပါလာတယ်မှန်ပါဗျာဒါဖြင့်ဒကာဓမ္မတို့နိဗ္ဗာန်ဆိုတဲ့တရားကြီးကိုရောက်ချင်ခြင်းအစဘယ်ဟာပြည့်စုံမှလဲသမာဓိပြည့်စုံမှမှတ်ကြစမ်းမှတ်ကြစမ်းပါဒကာဓမ္မတို့သမာဓိမပြည့်စုံလို့ရှိရင်ဖြင့်ဥက္ကမောအာပေါ့အောင်အထုတ်နေဗျာမရဘူးမှန်ပါဗျာသမထသမားတွေများပင်မလိုက်တဲ့ဖြစ်ရင်သမာဓိတလုံးမှမပါတော့ရကိုမရမှန်ပါဗျာနိဗ္ဗာန်မြင်လည်းမြင်မရလည်းမရဘူးဥပအောင်ကြီးမှန်ပါဗျာရနိုင်ရလားမရနိုင်ပါဘူးသမာဓိမှမပါပဲအဲဒါကြောင့်နိဗ္ဗာန်ရောက်ခြင်းသမာဓိပြည့်စုံမှဆိုတာကိုဖြင့်ဒကာဓမ္မတွေလေးလေးစားစားမှတ်ရမှန်ပါဗျာလေးလေးစားစားမှသမာဓိမပါရင်တော့မရဘူးဆိုတာဥက္ကမောင်တစ်ထစ်ချက်ဆုံးဖြတ်ချက်ချာမှန်ပါဗျာတခါသမာဓိပြည့်စုံခြင်းအစဘယ်ကတုံးဆိုတာပြန်လိုက်ရအောင်မှန်ပါဗျာဒကာဓမ္မတို့သမာဓိပြည့်စုံခြင်းအစဘယ်ကတုံးလို့ဆိုတဲ့ဥစ္စာဒုတိယဆင့်ပြီးအမေးပေါ်လာတယ်မှန်ပါဗျာဒုက္ကမောအကြောင်းကျိုးဆိုတာဆက်ရတယ်နော်မှန်ပါဗျာအကြောင်းကျိုးမရှိတဲ့စကားဥကလုံးဝသူယူစကားလို့မှတ်ပါမှန်ပါဗျာအကြောင်းကျိုးမဆက်တဲ့စကားဟူသည်သူယူစကားလို့သိသိချာချာမှတ်ကြစမ်းပါဒါပြန်သမာဓိဋ္ဌိအစာဒကာဓမ္မတို့ကိုယ်နဲ့ထိုက်တန်တဲ့တရားနာမှုပဲမှန်ပါဗျာတပည့်ကြလားရပါဘူးကိုယ်နဲ့ထိုက်တန်တဲ့တရားကိုနာမှုပဲနှလုံးသွင်းမှန်တဲ့တရားကိုနာမှုပေါ့ဗျာမှန်ပါဗျာနှလုံးသွင်းမှန်တဲ့တရားကိုနာမှုပါဓမ္မသမာဓိဋ္ဌိရမှန်ပါဗျာနှလုံးသွင်းမှန်တဲ့တရားကိုနာမှုမရှိလို့ရှိရင်သမာဓိမရနိုင်ဘူးမရပါဘူးဗျာဒါသမာဓိသုံးမာဓိတိုင်းလာလို့ဘုန်းကြီးကချက်ထွန်ပြီးပြောတယ်လို့မှတ်ပါမှန်ပါဗျာဥပရိပါဏသပါဠိတော်မှာဤတိုင်းလာနေလို့ဓမ္မတွေရမ်းအောက်ထုတ်လို့ရှိရင်ခဲတောင်ရမ်းပြမှန်ညတဲ့စီမှန်နေတာပေါ့ဥက္ကမောရမှန်ပါဗျာမှန်ကြီးပေါ့ပြတ်နိုင်မှကိုလိုရှိတဲ့သတိမှန်တော့ပေါ့မှန်ပါဗျာအဲ့ဒါဖြင့်ဓမ္မတို့သမာဓိအစာတရားနာပြီးနှလုံးသွင်းမှန်မှုကကိုပါနော်တရားနာပြီးနှလုံးသွင်းမှန်မှုကရိပ်မိဗလားတရားနာပြီးမဲ့လေနှလုံးသွင်းမှန်တဲ့တရားနာထားလို့နတ်ပြည်ရောက်ဗြဟ္မပြည်ရောက်နေတော့မဖြစ်သေးဘူးမှန်ပါပါဒါကိုလည်းခွဲရသေးတယ်ဒါပြန်သမာဓိဖြစ်ခြင်းစာတရားမှားမှုနှလုံးသွင်းမှန်မှုကစာသဘောကျလားကျပါပြီတရားနာမှုတရားလည်းနာနှလုံးသွင်းလည်းမှန်ရဒီဟာကစမှာသမာဓိပေါ်မှာလေမှန်ပါပါဥပါဒနဲ့မပေါ်ကုန်ပေါ်ဘူးတဲ့ဒါဟောလည်းမဟောဘူးသေးပါဘူးတရားဓမ္မတွေအကြောင်းကျိုးဆက်တာလဲသိကြလိုက်တာလွန်လို့မှန်ပါပါအကြောင်းကျိုးဆက်တာလဲအမှန်တန်သိကြတယ်သိကြပါဗျာ
သူအောင်နာကြည့်ချင်းနဲ့ထောင်ကြည့်ပါနာကြည့်ချင်းနဲ့ထောင်ကြည့်တော့မှဒကာသစ်တို့ကိုမြတ်ရွှေတို့လိုရာခီအော်ဒါဟုတ်ပါလားဆိုတော့ဆုံးဖြတ်ချက်ချနိုင်တယ်နမောလို့ရှိရင်ဖြင့်ကဲဒါဖြင့်ဒကာဓမ္မတို့ဗမာဒိဋ္ဌိအစာတရားနာပြီးနှလုံးသွင်းမှမှုကအစာဗမာဒိဋ္ဌိဖြစ်ခြင်းလို့ရှိရင်ဘာလို့ရမလဲတရားနာပြီးနှလုံးသွင်းမှမှုကအစာအဲ့ဒါမှသမာဓိဋ္ဌိဖြစ်မှာလေမှန်ပါပါသမာဓိဋ္ဌိအကြောင်းဥက္ကမပေါ်လာတယ်မှန်ပါပါတရားလည်းနာပြီးနှလုံးသွင်းလည်းမှောင်မှာရှင်းမလားဩဘယ်နှချက်ရှိသွားပြီ3ချက်အပြ3ချက်ပေါ့ဗျာအကြောင်း2ချက်ရှိသွားပြီအကြောင်းကတော့2ချက်ရှိသွားပြီဒကာဓမ္မတွေဒီဟာမြမေ့ပြစ်ကြမယ်ဆိုရင်ခင်ဗျားတို့နိဗ္ဗာန်မရောက်ဘူးလို့အောက်မကြဘူးမှန်ပါပါဒါကူတော့မေ့ပြစ်လို့ရှိရင်ဖြင့်နားလည်းမလဲတော့ပါဘူးဗျာဒီဟာဆိုလို့ရှိရင်ခင်ဗျားတို့အတွက်ဘုန်းကြီးကတစ်ထစ်ချပဲဆွမဲ့ချပဲဒုက္ခခတ်သိငြိမ့်တဲ့နိဗ္ဗာန်မှာအစကိုသူတို့မရတော့ဘူးမှန်ပါပါသူကရင်ဆိုလိုက်မဆိုလိုက်မှန်ပါပါသေးသေးချာချာဆိုလိုက်တယ်လို့မှတ်ပါဝန်းနေပြီဒီကလာမနေပါနဲ့နားလဲအောင်ထောင်ပါနားမလဲလဲအောင်တော့ဆရာသမားတာဝန်ရှိပါတယ်မှန်ပါပါခင်ဗျားတို့နားမလဲလဲအောင်တော့ဖြင့်သေးသေးချာချာဘုရားဟောတော်မူတာတွေကိုဖြင့်ရှင်းတဲ့ရှင်းလင်းတဲ့လင်းအောင်ပြောပြလိုက်မယ်ဆိုတာဖြင့်တန်လျက်မရှိပါနဲ့မှန်ပါပါကဲဒါဖြင့်သမာဓိဋ္ဌိအစာတရားနာပြီးနှလုံးသွင်းမှမှုကတရားနာပြီးတော့ဗါလဲတရားနာတယ်ဆိုမဲ့လေနှလုံးသွင်းမှနဲ့တရားနာရမှာဗျာမှန်ပါဗျာဟာဒီနတ်ပြည်ရောက်ကြောင်းဗြဟ္မပြည်ရောက်ကြောင်းတွေကိုနာရလို့လေသမာဓိဋ္ဌိကဖြစ်မှာမဟုတ်ဘူးဖြစ်ပါဘူးသမာဓိဋ္ဌိမှဖြစ်လို့ရှိရင်လေဒကာဓမ္မတို့သမာဓိဋ္ဌိဒီသာလင်နိဗ္ဗာန်ရောက်ကြောင်းနီးစွာသောအကြောင်းဖြစ်နေတာဘယ်မှသာလင်နိဗ္ဗာန်ရောက်ခြင်းဖြစ်နိုင်တော့မလဲဆိုတာသေချာမှတ်ပါမှန်ပါဗျာရှင်းမလားရှင်းပါပြီဒီကမောင်တာမေ့ပြလို့မဖြစ်ဘူးမဖြစ်ပါဘူးဗျာမဖြစ်ဘူးတရားဓမ္မတို့နိဗ္ဗာန်လိုခြင်းရောမှန်လို့ရှိရင်ဖြင့်ဒုက္ခကသိငြိမ်းတဲ့နိဗ္ဗာန်1500ကိလေသာသိမ်းတဲ့နိဗ္ဗာန်ဆင်းရဲဟုသည်မြူမြမရှိတဲ့နိဗ္ဗာန်၎င်းရောက်ခြင်းပြောလို့ရှိရင်သမာဓိဋ္ဌိအစရမှာတဲ့မှန်ပါပါသမာဓိဋ္ဌိအစရကြံလို့ရှိရင်လည်းတရားနာပြီးနှလုံးသွင်းမှောင်မှာမှန်ပါပါနှလုံးသွင်းမှန်တဲ့တရားနာရမှာတဲ့မှန်ပါပါရှင်းမလားရှင်းပါပြီဘယ်နှချက်ရှိသွားပြီလဲ3ချက်ရှိသွားပြီနော်အပြ3ချက်အကြောင်း2ချက်တွေ့ပြီအပြကတော့ဖြင့်3ချက်ပါဗျာအကြောင်းကတော့နိဗ္ဗာန်ကတော့မူတည်ထားတာနိဗ္ဗာန်ကတော့မူတည်ထားတယ်ဥပတသက်နဲ့တကူကြားရတယ်လို့မှတ်ပါမှန်ပါပါဗျာတသက်နဲ့တကူကြားရတယ်လို့ဥက္ကမမှတ်ပါမှန်ပါပါနမလို့ရှိရင်ခင်ဗျားတို့ဘယ်ကသွားရောက်တာပါပဲကွာလို့ဥပါဒံတော်လူစုဒီလိုရမ်းလို့မဖြစ်ဘူးနော်မဖြစ်ပါဘူးဗျာဘယ်ကသွားရောက်တယ်ဆိုတော့မန်းလေးဘယ်ကသွားရောက်တယ်လို့ယူလို့မတော်ဘူးဟုတ်လားမယူပါဘူးတဲ့သူလမ်းနဲ့သူလမ်းစဉ်တိုင်းသွားမှတယ်လေသူမျိုးဆိုင်ရာသူရောက်နိုင်တော့မပေါ့ဆိုတဲ့ဥစ္စာကိုလေဟောသူအကြောင်းကျိုးကဒီလိုဆက်တဲ့သဘောမှသာလင်လက်မှန်ကန်ဆိုင်တယ်ဆိုတာဆုံးဖြတ်ချက်ချကြပါမှန်ပါပါဗျာကိုင်းဓမ္မတို့ပြန်ပြောကြပါဦးနိဗ္ဗာန်မဖို့ရခြင်းရောက်ခြင်းလို့ရှိရင်ဘာအစတွေ့မှာတော့သမာဓိသမာဓိအစရမှာသမာဓိအစရခြင်းလို့ရှိရင်သူကသမာဓိကမှုလို့ပေါက်လာတာမဟုတ်ဘူးမှန်ပါဗျာသဘောကျလားသမာဓိကမှုလို့ပေါက်ပြီးဒီကထီထိုးလို့ပေါက်လာသလိုဥက္ကမောကဒီလိုမှတ်နေလို့မဖြစ်သေးဘူးမဖြစ်သေးပါဘူးဗျာဖြစ်ပါမလားမဖြစ်ပါဘူးဗျာထီထိုးလို့ဒုမိထိုးရထိုးလို့ဟိုကပေရိကထွက်ချင်တာထွက်လာလို့ခဏကဘာကျင်လို့ပါလာတာမျိုးဥပါဒေကလုံးမနေနဲ့ဦးမှန်ပါဗျာအဲ့တော့သမာဓိအစရှိမှသာအစရမှသာလည်းနိဗ္ဗာန်ရနိုင်တယ်သမာဓိအစကိုလည်းဘယ်ရမှသာလည်းသမာဓိအစကလည်းပေါ်နိုင်တယ်ဆိုတာလည်းစဉ်းစားပါဦးတရားနာပြီးနှလုံးသွင်းမှနဲ့တရားနာရမှာဒကာဓမ္မတို့ဘာလဲနှလုံးသွင်းမှနဲ့တရားနာရမှာဆိုတော့ဒကာဓမ္မတို့နှလုံးသွင်းမှနဲ့တရားသောတပန်တည်ခြင်းလို့ရှိရင်တရားမနာရင်မတည်နိုင်ဘူးဆိုတော့လည်းပါသွားတယ်မှန်ပါပါနှလုံးသွင်းမှနဲ့တရားနာရမှာသမာဓိဖြစ်မယ်သမာဓိဖြစ်မှနိဗ္ဗာန်ရမယ်မှန်ပါသဘောပါကြပါပါကောင်းပြီဒါဖြင့်ဒကာဓမ္မတို့ဆက်ပြီးတော့စဉ်းစားပါဦးတဲ့ဘုရားသခင်ကိုရမေကြီးကခင်ဗျားတို့ကိုလမ်းမှားပြီးဒီကလာအမျိုးမျိုးဘုံမူတောင်းကသွားတော့မလို့မြောက်ကသွားရောက်ရတော့မလို့လို့ဆိုပြီးဝိသိကိစ္စကြီးနဲ့နေမှာသိဆိုရင်ဝိသိကိစ္စရှိပြီဆိုရင်ဒီလမ်းကသွားရတော့မလားဟိုလမ်းကသွားရတော့မလားဆိုတဲ့လူကရဲတင်းတင်းဘယ်တော့မှလှမ်းလိုက်မှာမဟုတ်ပါဘူးလှမ်းပါပါလှမ်းပါမလားလှမ်းပါဘူးဘာဖြစ်လို့သူတည်းဝိသိကိစ္စရှိ
မှန်လေးရှိနေတယ်ခိုင်းတာဖြင့်ဒကာဓမ္မတို့တရားနာပြီးနှလုံးသွင်းမှမှုတရားကလည်းဒီတရားကလည်းဘယ်တရားကိုနာရမှလဲလို့မေးတော့နိတ္တတနိစီဝတရားနာရမှာဟောနိတ္တတနိစီဝတရားနာတတ္တဝါမှုအသက်ဟုတ်တဲ့တရားနာရမှာလေမှန်ပါဗျာခိုင်းဒကာဓမ္မတို့ပေါ်သေးဘူးလားပေါ်ပါဗျာဘယ်တရားနာရမှာလဲနိစီဝနိတ္တတတရားတတ္တဝါမဟုတ်လားအသက်မဟုတ်တဲ့တရားနာရမှာသုံးညတဖြစ်တဲ့တရားနာရမှာတတ္တဝါစိတ်တဲ့တရားအသက်စိတ်တဲ့တရားမှန်ပါသဘောကျသုံးညတစိတ်တဲ့တရားနာရမှာဒကာဓမ္မတို့နှလုံးသွင်းမှန်မယ်မှန်ပါနှလုံးသွင်းမှန်မှသမာဓိဋ္ဌိဖြစ်မယ်သမာဓိဋ္ဌိဖြစ်ပါမှနိဗ္ဗာန်မဖို့ရောက်မယ်ဆိုတော့အလုံးကဓမ္မတွေယနေ့တရားမမေ့နဲ့ဆိုတဲ့ဥစ္စာအတော်ရေးကြည့်လို့ပြောတာကြီးပါဗျာဥပါဒံသမညာရေးလည်းကြည့်တာအမှန်တန်ရေးကြည့်တဲ့ဒကာဓမ္မတွေဒီဥစ္စာပညာတွေကပြောလို့ရှိရင်ခမည်းတော်ကသမညာနာနဲ့ထောင်ပြီးဒီကလာမနေပဲနဲ့ဩဒီရေးကနေတိုင်းတဲ့ပိုကြည့်နေပြန်ပြီဆိုတော့ကိုပဲဆုံးဖြတ်ချက်ချမှန်ပါဗျာဥပအောင်ဘယ်လိုဆုံးဖြတ်ချက်နေတိုင်းနဲ့ပိုကြည့်နေတယ်နေတိုင်းနဲ့ပိုကြည့်နေတဲ့လမ်းစဉ်ကိုဒီလမ်းကသွားမှဆိုတာကိုသေချာဆိုတော့ဒီလမ်းမြေပုံဆွဲပြီးတော့ကိုမှတ်ထားရမှာမှန်ပါဗျာသဘောကျဒီလမ်းမြေပုံဆွဲမှမသွားလို့ရှိရင်ဖြင့်ဥက္ကမောင်ဘယ်နည်းနဲ့မှလွယ်ခီးကိုမရောက်နိုင်ဘူးဆိုတော့ဒီမြေပုံကိုခင်ဗျားတို့ဖြောက်ပြလို့ရှိရင်တော့ဖြင့်ကောင်းငင်သွားလဲအမှားကွင်းတွေကလေးမြန်ကြမလို့ဖြစ်နေတယ်မှန်ပါဗျာဟုတ်ဘူးလားရေပြန်သွားပြန်လို့ရှိရင်ကြောက်ဆောင်နဲ့ရောက်လို့သမောပေါက်ယူမရှိမယ်မှန်ပါဗျာဒီမြေပုံပြောက်သွားရင်လေဒီမှာနိဗ္ဗာန်သွားလို့တဲ့ပုဂ္ဂိုလ်မှာဒီလမ်းစဉ်ပြောက်သွားလို့ရှိရင်မရောက်တော့ဘူးသာဆုံးဖြတ်ချက်ချာမှန်ပါဗျာရှင်းမလားရှင်းပါဗျာဒီလမ်းစဉ်ပြောက်သွားရင်မရောက်တော့ဘူးဗျာကဲတရားနာမှုနှလုံးသွင်းမှမှုဆိုတာလဲဘယ်တရားမျိုးနာရမှလဲဆိုတဲ့အမေးကထွက်လာတာနိဗ္ဗတနိဇိဝတရားနာရမှာဘာတရားလဲနိဗ္ဗတနိဇိဝတရားပတ္တဝါမဟုတ်အသက်ဟုတ်တဲ့တရားနာရမှာသတ္တဝါမဟုတ်သက်မဟုတ်ဆိုတော့ယုံနာတို့ဖြစ်ပျက်တို့ပေါ့ဗျာဒုက္ခသစ္စာတို့ဆိုတော့သတ္တဝါတွေဟုတ်သေးရဲ့လားဟုတ်ပါဘူးပုဂ္ဂိုလ်တွေကဟုတ်သေးရဲ့အဲ့ဒီတရားမျိုးကိုနာရမှလဲဘုန်းကြီးတို့ဒကာရမတွေတဲ့ခေါင်းကနှလုံးသွင်းမှန်တရားနာသည်နှလုံးသွင်းမှန်သွားတော့တယ်မှန်ပါပါအဲ့ဒီတရားနာနှလုံးသွင်းမှန်သွားတော့မှဥက္ကမောကြီးသမာဓိဖြစ်လာမှန်ပါပါသမာဓိဖြစ်လာတော့မှသမာဓိကိုဘာဝိတ္တပကိစ္စနဲ့ပွားလိုက်တော့မှနိဗ္ဗာန်မျက်မှောက်ပြုလာမှန်ပါပါရှင်းမလားရှင်းပါဗျာဩတော်တော်ရေးကြည့်ပါလားဆိုတဲ့ဥစ္စာခမောင်ကြီးကိုမိုပြီးကြလားဒီနိဗ္ဗာန်သွားမြေပုံကြီးဖြောက်ပြလို့တော်ပါမတော်ပါဘူးဗျာနိဗ္ဗာန်သွားခရီးစဉ်မြေပုံကြီးမပါလို့ရှိရင်ဖြင့်တရားဓမ္မတို့ခမည်းတော်ရောက်ကြတော့မှာမဟုတ်ပါဘူးမှန်ပါပါကဲနိဗ္ဗာန်သွားခရီးစဉ်မြေပုံတွေ့ပလားတွေ့ပါဗျာတွေ့ပြီနော်ဘယ်ကစမှာတော့ဆိုတော့နိဗ္ဗတနိဇိဝတရားနိဗ္ဗတနိဇိဝတရားသုံးညတတရားလို့လည်းခေါ်နိုင်တယ်လို့ဥက္ကမောမှတ်လိုက်စမ်းမှန်ပါပါသုံးညတဆိုတာပုဂ္ဂိုလ်တ attva စိတ်ပါသေးတာဒီဟုတ်ဗျာနိဗ္ဗတနိဇိဝတရားသုံးညတဓမ္မဖြစ်တဲ့တရားကိုနှလုံးသွင်းမှအောင်တရားနာရမှခမည်းတော်သမာဓိဖြစ်တော့မယ်သမာဓိဖြစ်ပါမှနိဗ္ဗာန်ကိုရောက်တော့မယ်ဆိုတာကိုလေးလေးစားစားမှတ်ထားရမှာဩဟုတ်ပြီဒီမြေပုံတော့မဖြောက်ဘူးကွနိဗ္ဗာန်ရောက်ဖြစ်တဲ့ပုဂ္ဂိုလ်ဒီမြေပုံကိုဖြောက်ပြလို့ဒီနဲ့မျက်စိလဲပြီးသားအောင်းမွေပြီးတော့ဖြောက်ပြလိုက်ရင်မျက်စိလဲမရောက်တော့ဘူးမျက်စိလဲမရောက်တော့ပါဘူးအခုခမည်းတော်တတန်တရားလုံးဖရာတွေကင်းကဝါလူသဲစမကဖရာတွေပွင့်ပြီးဒီကလာသွားကြတာနိဗ္ဗာန်သွားမြေပုံမရလို့မှန်ပါပါဗျာနိဗ္ဗာန်သွားမြေပုံမရတဲ့အတွက်ဖရာနဲ့လည်းမတွေ့နိဗ္ဗာန်နဲ့လည်းမတွေ့ပုဗ္ဗေဒဘိနေသေဘိနေနဲ့သာမိတ်ဆွေဖြစ်ငရဲတွေနဲ့မိတ်ဆွေဖြစ်လိုက်ဟမ်မှန်ပါပုဗ္ဗေဒဘိသေဘိနဲ့မိတ်ဆွေဖြစ်လိုက်ဒုက္ခဒေါမနတာတွေနဲ့နေလိုက်ရဇွန်းတော်မောက်ခုံနဲ့ပုဂ္ဂိုလ်တန်တာမျိုးမျိုးပြောင်းပြီးဒီကလာသေဖို့ဝင်လိုက်ရနိဗ္ဗာန်သွားမြေပုံပြောက်မှန်ပါဗျာသဘောကျဗလားဘာပြောက်နိဗ္ဗာန်သွားမြေပုံပြောက်ဗျာသူဆိုင်ရင်တော့ရိပ်မိဗလားရိပ်မိပါအားလုံးတရားဓမ္မတွေဒီနေ့ရေးကြည့်တယ်ဆိုတော့သိဗလားသိပါဗျာဒါရင်ခမရတဲ့လက်ထဲမှာဒုစရအမျက်ဆောင်ထားမှန်ပါဗျာဒီလေးချက်ကိုအမျက်ဆောင်ထားရမယ်ဒီလေးချက်ပြောက်သွားလို့ရှိရင်ဖြင့်ငါဖြင့်ကိုချိုးနေပေါ့ဟိဥလန်းနာလန်းသေလန်းသာလည်းငါသွားရတော့တယ်မအိုမနေအမြဲတည်းနေတဲ့နိဗ္ဗာန်လမ်းတော်ဖြင့်ငါမြေပုံပြောက်တဲ့အတွက်ကိုကျိုးနေဖို့လို့ဆုံးဖြတ်ချက်ချမှန်ပါဗျာရှင်းမလားရှင်းပါဗျာ
ဒီကမှဘယ်လောက်ရေးကြည့် တော်တော်ရေးကြည့်ပါဗျာ လဲဘုန်းကြီးကရေးကြည့်ပြောတတ်လို့ရေးကြည့်နေတာလားလမ်းစဉ်တိုင်းရေးကြည့်နေတာလားလဲဝေဖန်ပါလမ်းစဉ်တိုင်းရေးကြည့်တယ်လို့လဲဝေဖန်ကြပါရှင်းမလားခိုင်းဒါဖြင့်ဒီရေးဒီတရားဓမ္မတို့အိမ်ကြလဲဖြောင်းမပြင်းနဲ့တစ်ခေါက်ပြောပါဦးမယ်တရားဓမ္မတွေစာမေးတဲ့တရားဓမ္မတွေစာရေးတဲ့ပုဂ္ဂိုလ်တွေကအိမ်ပြန်ကြည့်သိတယ်ကိုယ်တန်းနဲ့ဖဏတွေကတော့ဖွင့်ကြည့်သိတယ်ဘာမှဒီဥစ္စာတွေရှေ့ကိုလည်းတရားကဆက်ဟောမှဖြစ်တော့ရှေ့လည်းမှတ်စရာတွေနဲ့ဒါလေးမူပြောက်သွားမှဖြင့်လဲရှေ့မှတ်စရာကနိဗ္ဗာန်ပြောတော့မှာတော့အလုစကံပြောမှာတော့သေချာပါရဲ့သေချာစဉ်းစားတရားဓမ္မတို့သေချာစဉ်းစားပါဒီဥစ္စာတော်တော်ကြီးကြီးနေလို့လေးလေးစားစားပြောနေတယ်လို့မှတ်ပါမှန်ပါဗျာ6လှဟောတဲ့တရားမဟုတ်ဘူးခမည်းတော်ကိုကျိုးနဲ့မှဆိုလို့ထပ်ပြောနေတဲ့တရားလို့မှတ်ပါမှန်ပါဗျာဟာဘုန်းကြီးကဒီတရားဓမ္မတွေတရားကိုမလို့ခြင်းလို့ခြင်းတဲ့လူခြင်းအောင်လို့ဒီလိုအောက်မဲ့မနေနဲ့ခင်ဗျားတို့ငိုချင်းချမှမြင်လို့ဒီဟာပြောက်သွားရင်မှန်ပါဗျာဒီဟာပြောက်သွားရင်မျက်စိလဲတော့မယ်ဝန်ကပါလဲတဲ့ဆိုမယ်မှန်ပါဗျာမဆိုးပဲဘူးလားဆိုးမယ်တဲ့ဒါဖြင့်သမာဓိရကြံလို့ရှိရင်တရားနာပြီးနှလုံးသွင်းမှန်ရမယ်မှန်ပါဗျာနှလုံးသွင်းမှန်ကျင်လို့ရှိရင်လည်းဘယ်တရားကိုကျွတ်တို့နှလုံးသွင်းရမှဘယ်တရားကိုနာရမှဘယ်တရားနှလုံးသွင်းရမှလဲခင်ဗျားတို့ကျွတ်တို့ဒီနှလုံးသွင်းမှန်မှုဖြစ်နိုင်ပါမလို့ဆိုတော့နိတ္တတနိစီဝတရားနာရမှာသဘောကျတတ္တဝါမဟုတ်ပုဂ္ဂိုလ်မဟုတ်လို့တရားကိုသိထားရမယ်ယုံနာဓမ္မတွေကပုဂ္ဂိုလ်ကဟုတ်ကလားတတ္တဝါကောနိတ္တတနိစီဝဓမ္မတရားကိုနာရမှသာလျှင်လဲနှလုံးသွင်းမှန်နိုင်တယ်သဘောကျလားအဲ့ဒီနှလုံးသွင်းမှန်မှလည်းသမာဓိဖြစ်မယ်သမာဓိဖြစ်မှလည်းဘိုးမသေးမြဲနေတဲ့နိဗ္ဗာန်ကိုရောက်မယ်ဆိုတော့ဥက္ကမောင်ကြီးအကြောင်းကျိုးပဲနဲ့တော့ဆက်ပြီဗျာနော်ဆက်ပြီပါအစဉ်တိုင်းသွားဟိုကပြောင်းပြန်မဲ့လှဲ့လာဒကာဓမ္မတို့ဒီဥစ္စာဖြင့်အသက်ကြီးတဲ့ပုဂ္ဂိုလ်များနိဗ္ဗာန်ဟုတ်လို့ရှိတဲ့ပုဂ္ဂိုလ်များဒီမြေပုံဖြင့်ဒကာဓမ္မနိဗ္ဗာန်သွားမြေပုံဖြစ်နေဟောနေတော့ဥပါရင်မပြောက်စီနေမပြောက်စီနဲ့ဆိုတဲ့ဥစ္စာဒါလေးပြောက်သွားလို့ရှိရင်ဖြင့်မျက်စိလဲပြီးကာလကြောက်ကြမဲ့သာစိတ်ကူးပြီတော့မှန်ပါဗျာမျက်စိလဲပြီးတော့ကြောက်ကြပါဗျာမျက်စိလဲကြောက်ကြမယ်ဆိုတော့နိဗ္ဗာန်နဲ့ရောက်ခြင်းလေဘာလို့အမှန်ကုန်မသိဘူးမှန်ပါဗျာပါတယ်ဘာလို့အမှန်ကုန်မသိဘူးဒါဖြင့်ဒီခင်ဗျားတို့ရိုးရိုးမန္တရားဝယ်ရှောက်ပြီးအမြင့်မြတ်ဖုံဖုံနာရပြုကြကုသိုလ်တော့မဖြစ်ဘူးလို့မဆိုပါဘူးမှန်ပါပါကုသိုလ်တော့ဖြစ်တာသေချာဖြစ်တာပဲတရားပဲမြတ်စွာဘုရားဟောတော်မူတဲ့တရားတွေပဲကုသိုလ်တော့ဖြစ်တာပဲသို့တော့သမာဓိဖြစ်ခြင်းဖြစ်နိုင်ပါရဲ့လားလို့ဆိုတော့ချို့တရားကသမာဓိဖြစ်ဖို့တဲမလို့မလွယ်ပါဘူးဖြစ်ပြန်တော့လေကမ္မတက္ကတသမာဓိတော့ဖြစ်နေမှန်ပါဗျာသစ္စာအနုလောမိကသမာဓိကမဖြစ်ဘူးမဖြစ်ပါဘူးသဘောကျကံကိုင်းကျိုးယုံကြည်တဲ့သမာဓိတော့ဥက္ကမဖြစ်သားပါပါဗျာသစ္စာလျော်တဲ့နိဗ္ဗာန်တည်းဟူသောနိရောဓသစ္စာနဲ့လျော်တဲ့သမာဓိကမဖြစ်ပြန်ဘူးမခက်ဘူးလားအဲ့ဒါနိဗ္ဗာန်ဝေးနေပြန်တယ်လို့ဆိုရဘူးလားဗျာဆိုရပါဘူးအဲ့ဒါကြောင့်နိဗ္ဗာန်တကယ်လိုချင်ကြလို့ရှိရင်ဖြင့်သမာဓိအစတွေ့အောင်ရှားပါသမာဓိအစတွေ့ကြလို့ရှိရင်လည်းတရားနာပြီးနှလုံးသွင်းမှန်ရပါလိမ့်မယ်နှလုံးသွင်းမှန်ခြင်းလို့ရှိရင်လည်းဘယ်တရားကိုနာမသာရင်တို့သည်နှလုံးသွင်းမှန်တဲ့အခြေအနေရောက်မှာလဲဆိုနိဗ္ဗတနိဇိဝဓမ္မသုံးညတဓမ္မနာရမှာကိစ္စပြီးမှန်ပါပေါ်ပါလားပေါ်ပါဗျာဗာတရားနာရမှာသုံးညတတရားနိဗ္ဗတနိဇိဝနဲ့သုံးညတနဲ့အတူတူပဲဒကာဓမ္မတွေမြဲတဲ့မြဲခိုင်တဲ့ခိုင်အောင်လို့သာထပ်ပြောနေတဲ့အဓိပ္ပာယ်လို့မှတ်ပါမှန်ပါဗျာနိဗ္ဗတနိဇိဝဆိုရလဲတတ္တဝါမဟုတ်ပုဂ္ဂိုလ်မဟုတ်တာဒါသိထားမှန်ပါဗျာသုံးညတဆိုရလဲတတ္တဝါဟူသောအဖြစ်မှစိတ်တယ်ပုဂ္ဂိုလ်တတ္တဝါဟူသောအဖြစ်မှစိတ်သုံးတာကိုသုံးညတခေါ်တာပဲအဲ့ဒါသုံးညတဖြစ်တဲ့နိတ္တနိဇိဝတရားကိုနာယမသာလင်လဲဒကာဓမ္မတို့ဉာဏ်နှလုံးသွင်းမှန်တော့မယ်မှန်ပါဗျာနှလုံးသွင်းမှန်မှလည်းဘာဖြစ်မလဲသမာဓိဖြစ်မှလည်းနိဗ္ဗာန်ရောက်မယ်ဆိုတော့ဥက္ကမောင်အနုလောမနဲ့လှဲ့မေးဥပါဒံတို့ပฏิလောမနဲ့လှဲ့ပြီးရှာဒါဖြင့်ဒါအတက်သွားတဲ့တရားပဲဆိုတာလဲသိကြပေါ့မှန်ပါဗျာမသိကြသေးဘူးလားသိကြပါဗျာဩဒါဖြင့်ခင်ဗျားတို့ခဏပြောနေတယ်ဘုံကံရှိပါပြီတဲ့ဆရာဝန်တော်နဲ့တွေ့ပြီးဘုံကံရှိတဲ့ပုဂ္ဂိုလ်တို့မို့
နိဗ္ဗာန်သွားမြေပုံကြီးကိုပိုင်ရပေတယ်ဆိုတော့ဥစ္စာဥက္ကမောသမညကံလားသမညကံဟုတ်ပါဗျာဒကာဓမ္မတွေသဘောပါကြသမညလို့ခင်ဗျားတို့အောင်းမွေမနေနဲ့ဒီနေ့တရားနာတဲ့ဒကာဓမ္မတွေကဩနိဗ္ဗာန်သွားမြေပုံခင်ဗျားတို့ရန်ကုန်မြို့သွားရင်ရန်ကုန်မြေပုံဝယ်ရတယ်ဓမ္မလမ်းမမှားတာကိုမန္တလေးသွားပြန်တော့မန္တလေးဝယ်ရပါဝယ်ပြီးသွားတဲ့ခါကျတော့ကိုလိုချင်တဲ့နေရာဌာနဘယ်နှလမ်းဘယ်နေရာမှာဘယ်တိုက်ရှိတယ်ဘယ်ကုံရောက်တာအစရှိသည်ဆိုတော့ဖြင့်မမှားပဲနဲ့ပဲရက်မကုံပဲနဲ့ပဲရောက်သွားတယ်သူများလည်းမေးချင်မလို့တော့ဘူးသူနဲ့ဆိုင်ရမြေပုံကြီးကိုပိုင်ရထားတာကိုဒီမှာလားနိဗ္ဗာန်သွားမြေပုံဒကာဓမ္မတွေရပါလားရပါပါနိဗ္ဗာန်သားမြေပုံမှာဘယ်ကစရမယ်ဆိုတာလဲပေါ်ကြပါဘူးဟုတ်ပါဘူးဘယ်ကစကြမလဲနိဗ္ဗာန်သားမြေပုံကိုနိဗ္ဗာန်တည်းဟူသောမြို့ကြီးနိဗ္ဗာန်တည်းဟူသောပြကြီးသဘောမျိုးခမည်းတော်ရောက်ခြင်းရခြင်းရလို့ရှိရင်ဖြင့်နိဗ္ဗတနေစီဟောတရားကိုရှင်းဥစွာရှားမယ်ရှင်းမလားရှင်းပါပါဘာရှားရမလဲနိဗ္ဗတနေစီဟောတရားကိုရှင်းဥစွာရှားပါကဲနိဗ္ဗတနေစီဟောတရားကိုရှားရမယ်ဆိုတော့နိဗ္ဗတနေစီဟောကိုယ်တိုင်မသိနိုင်တဲ့ယောနိတမနတိကာရနှလုံးတည်ရင်သူတော်ဘာတရားကိုနှလုံးသွင်းမှောင်နာဦးမှန်ပါကိုယ်ကတော့နိဗ္ဗတနေစီဟောရှားလုံးတူမှန်ပါပါဖြစ်ပါဘူးသဘောကျဒါကြောင့်တရားနာပြီးနှလုံးသွင်းမှန်ရအောင်လုပ်အောင်မယ်ဆိုတာသဘောကျကျပါပြီတရားနာပြီးနှလုံးသွင်းမှန်မှသာလင်လေဒကာရမတို့နိဗ္ဗာန်နေစီဟောဖြစ်လာမယ်နိဗ္ဗတနေစီဟောဖြစ်လာမှသာလင်လေနှလုံးသွင်းမှန်ရောက်နှလုံးသွင်းမှန်ရောက်မှလည်းသမာဓိကဖြစ်သမာဓိဖြစ်မှသာလင်လေနိဗ္ဗာန်ကရောက်တယ်ဆိုတော့နိဗ္ဗာန်သွားမြေပုံပေါ်ကြပါလားပေါ်ပါဗျာဘယ်သွားတဲ့မြေပုံနိဗ္ဗာန်သွားမြေပုံဆိုတော့ဒါလေးကိုယ်စီကိုငှတ်ထားပါဘယ်သူမှမမေးနဲ့ဟောတာအသက်ကြီးလာပြီသူ့မင်းမှပဲနိဗ္ဗာန်ရောက်ရှင်ကျုပ်ပါလို့ဟောမှာတော့မေးမနေနဲ့ဒီမြေပုံကြိုင်တာမှန်ပါဗျာရှင်းမလားဟောသူကစာပေရတော်တယ်သူ့မင်းမှပဲတော်မယ်မေးမနေနဲ့ဒီမြေပုံမပြောက်ရင်ကိစ္စမရှိဘူးရောက်သဘောကျဒါဖြင့်ဒကာရမတို့ဘယ်သူမှမေးเสียလိုသေးလားဟုတ်ကလိုပါဘာမပြောက်ဖို့ရေးကြည့်တော့နိဗ္ဗာန်သွားဖို့မြေပုံမပြောက်ဖို့ရေးကြည့်ဘုရားဝင်ရိမ့်မိဗလားဒါဖြင့်နိဗ္ဗာန်သွားမြေပုံစနိဗ္ဗတနေစီဝတရားကိုရှာမှုကအစာရှာပါဗျာရှင်းမလားရှင်းပါပြီနိဗ္ဗာန်သွားမြေပုံအစကိုကြင်ရမှာကဥက္ကမောဘယ်ကကြင်ရမှာတော့နိဗ္ဗာန်နေစီဝတရားအရရှာမယ်နိဗ္ဗတနေစီဝကလည်းကိုယ်တိုင်ရှာလို့မရပါဘူးတရားနာပြီးနှလုံးသွင်းမှမရဘူးတရားနာနှလုံးသွင်းမှလို့ရှိရင်လည်းနှလုံးသွင်းမှတဲ့သမာဓိတွေဖြစ်လာသဘောကျသမာဓိတွေဖြစ်လာတဲ့အခါကျုပ်နိဗ္ဗာန်ပို့ဝိဇ္ဇာလို့မပြောရဘူးသူ့ကိုယ်ကဒီသွားတဲ့အဖြောင်းသွားလမ်းကြီးဖြစ်နေတဲ့အတွက်ခင်ဗျားတို့ဘုရုမပို့မခိုင်းနဲ့ရိပ်မိဗလားရိပ်မိပါဒါဖြင့်ဓမ္မတွေဒီနေ့ဗာတရားဟောတုံးဆိုတာရိပ်မိဗလားရိပ်မိပါဗျာနိဗ္ဗာန်သွားမြေပုံတရားကိုဟောတယ်မှန်ပါဗျာရှင်းမလားရှင်းပါဗျာဥပအောင်ဗာတရားတုံးနိဗ္ဗာန်သွားမြေပုံတရားပါဗျာဒါဖြင့်နိဗ္ဗာန်သွားမြေပုံတရားကိုဖြင့်ဥပါရင်ဖြောက်ပြတဲ့ပုဂ္ဂိုလ်တော့ကိုချိုးနေတာတော့ပဲမရှိဘူးမှန်ပါဗျာနိဗ္ဗာန်သွားမြေပုံပြောက်သူနဲ့တပည့်ထဲသံဃာလဲတဲ့ဥစ္စာကတော့ကိုသွားနေကြဖြစ်မှန်ပါဗျာဖုံမိသားဖြစ်မနေဘူးလားဖုံမိသားဖြစ်ပါဖုံမိသားဖြစ်နေတော့ဓမ္မတွေဖုံနေတာကလည်းတရားမဟုတ်မျက်စိလဲလို့ဖုံနေတာမှန်ပါဗျာအဖြောင်းသွားလို့ဖုံတာလားမျက်စိလဲလို့ခြေရထနေတာလားမျက်စိလဲလို့ခြေရထအဲ့ဒါတော့ဓမ္မတို့အယူသွားနှမ်းသွားတာဖြစ်နေတော့တယ်ဆိုတော့ဘာမှတန်တရားရှိဖို့မလိုတော့ပါဘူးလိုသေးရဲ့လားအဲ့ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေသားနဲ့ခွဲရမှာတော့မစိုးရင်နဲ့သမီးနဲ့ခွဲရမှာတော့ပစ္စည်းမရမှာတော့မစိုးရင်နဲ့နိဗ္ဗာန်သားမြေပုံပြောက်မှာစိုးရင်မှာတကယ်ချမ်းသာဒီကိုသွားနေတဲ့သွားရမှာခရီးစဉ်ပြောက်သွားတယ်ဆိုတဲ့ကိုကငါတော့ဖြင့်ကိုကျိုးနေပြီဆင်းရဲတဲ့ပင်လယ်ဝေးနေဖို့ပဲရှိတော့တယ်မှန်ပါပါဗျာသဘောပါဗလားမှန်ပါပါဒါဖြင့်ဓမ္မတို့ဘာမပြောက်ဖို့အရေးကြီးတော့မပြောက်ဖို့အရေးကြီးပါဗျာမယုံရင်ဓမ္မတို့အခုခက်မှာသွားနေတဲ့လေမြန်ကိုမေးကြည့်ကြည့်ပင်လယ်ကူးသင်္ဘောကိုမေးကြည့်ကြည့်ပညာရှိတဲ့ပုဂ္ဂိုလ်တွေမျိုးတိုင်းပြည်လဲတဲ့ပုဂ္ဂိုလ်တွေမေးကြည့်ကြည့်ဥပါရင်ဒါလက်ကံမရှိရင်ဘယ်သူမှအမှန်သွားလို့မရဘူးမှန်ပါပါရရလားရပါပါဘာဝိလို့တော့သွားရမြေပုံပြောင်းမှန်ပါပါသူနဲ့ဆိုင်ရမြေပုံလေပြောင်းပါအဲ့ဒါလိုရခီးကိုမရောက်တဲ့ပြင်မှာတကဓာတ်ရှိမကုန်းတဲ့နေရာမှာကုန်းကြောက်ဆောင်နဲ့မတိုက်တဲ့နေရာမှာတိုက်ပါအဲ့ဒီလိုဥစ္စာမြေပုံပြောင်းလို့သာဖတ်ပြီတခါတည်းနေမြေပုံရှိရတဲ့တောင်မှလောကရန်လေးတိုက်လိုက်တဲ့အခါကျတော့မြေပုံရင်းပြောက်သွားလို့ဖောက်ဝါသေးတဲ့အခါပါသေးခင်ဗျားတို့မှလည်းဒီမြေပုံကတခါတခါပြောက်တတ်တယ်တာယသမီးရှိပေါ်ရေလောကရန်လေးတိုက်လိုက်တဲ့အခါကျတော့ဒီမြေပုံပြောက်သွားရင်တော့သွားပြီ
ကြောက်ဆောင်တိုက်မဲ့သာစိတ်ကူးတော့သင်္ဘောပြက်မဲ့သာစိတ်ကူးတော့ရိမ့်မိဗလားအမလေးရေးကြည့်လို့ပြောနေတယ်ဆိုတော့ပေါ်ဗလား ပေါ်ပါဗျာ ဒါဒီနေ့မြေပုံလက်ကင်ရကြ ရပါပါဗျာ ရှင်းဥစွာဘယ်အစကင်ရမလဲဒီကစလိုက်ဥပါဒရင်နိတ္တတနေယူအရရှာနော်တဲ့နံပါတ်ကဘာရှာမလဲနိတ္တတနေယူကိုကိုယ်တိုင်ရှာလို့မရတော့ဘာလုပ်ရမလဲတရားနာပြီးနှလုံးသွင်းပါအဲ့ဒီတရားနာနှလုံးသွင်းမှတော့ဘာတွေ့မှာထင်တယ်သမာဓိတွေတွေ့လို့ရှိရင်ဖြင့်လမ်းမစရာရှိသေးလားဧကယနောယံဘိက္ခုမေခောဆိုပြီးတခါတည်းတကြောင်းနဲ့ဒီရောက်တော့ကွာဘုရားကတောင်းခံလိုက်တယ်သဘောကျလားကျပါဗျာ နေရကြပါပြီတရားဓမ္မတို့မပြောင်းအောင်သိမ့်ဖို့ကိုရေး မှန်ပါဗျာ မြေပုံကိုဆွဲပေးတဲ့ပုဂ္ဂိုလ်ကဆရာဘုန်းကြီးအေး မှန်ပါဗျာ မပြောင်းအောင်သိမ့်ကြီးဘုက ပြီးတော့ရပါဗျာ ဒီဥစ္စာနဲ့ပြန်မေးလို့ဥမဲ့ခင်ဗျားတို့ကဖြောက်ပြမှဆိုလို့အိမ်ကြမြေပုံမှာပြောင်းနေမှဆိုရသေးတယ်မြေပုံမှာပြောင်းလို့ရှိရင်တော့ဖြင့်ကောင်းကင်ကလေပြန်လဲလမ်းမှန်တော့မှမဟုတ်ပါဘူး မှန်ပါဗျာ ဟမ်ရေးတဲ့သွားတဲ့သမောတွေရော မှန်ပါဗျာ မမှန်တော့ပါဘူးတဲ့မြို့ပြသခီးသွားနေတဲ့ပုဂ္ဂိုလ်တွေရော မှန်ပါဗျာ ဘာကြောင့်တော့ မြေပုံပြောက်ပါ သွားရမြေပုံ သွားရပါ ရောက်ရမြေပုံဆိုင်ရမြေပုံတွေပြောက် မှန်ပါ ဒီမှာလည်းနိဗ္ဗာန်နဲ့ဆိုင်တဲ့မြေပုံပေးထပ်ပါတယ်ရှင်းကြပါလား ရှင်းပါဗျာ ဂိုင်းဒါဖြင့်နိတ္တတနေစီဝဓမ္မကိုရှင်းဥစွာရှာရှင်းဥစွာရှာဆိုတော့ကိုကတော့ကိုသဗ္ဗံဇာနတိသဗ္ဗညုကလည်းမဟုတ်သူတော်မှီရမှသိတဲ့ပုဂ္ဂိုလ်ဖြစ်နေတော့နိတ္တတနေစီဝရှာမှကြံလို့ရှိရင်လည်းတရားနာပြီးနှလုံးသွင်းကိုယ်နဲ့ထိုက်တဲ့နှလုံးသွင်းမှန်တဲ့တရားကိုနာရအောင်မယ် မှန်ပါ ဟိုကိုယ်သဘောနဲ့လျောတဲ့နှလုံးသွင်းမှန်တဲ့တရားနာအောင်ပါလေမနာရင်လည်းသမာဓိဋ္ဌိကမဖြစ်ဘူး ဖြစ်ပါ သမာဓိဋ္ဌိကဖြစ်လို့ရှိရင်နိဗ္ဗာန်ကို မရပါဘူးမရောက်တော့ဘူးဆိုတော့ဩဒါဖြင့်နိဗ္ဗာန်နိစ္စဝတရားရှားတော့မယ်ဆိုတဲ့ဓမ္မတွေပေါ်လာ မှန်ပါဗျာ ရှင်းကြဗလား ရှင်းပါဗျာ ဘာရေးကြည့်ပါလဲ ကြောက်ပါဗျာ ဘာဖြစ်လို့နိဗ္ဗာန်နိစ္စဝတတ္တဝါမဟုတ်ဇီဝမဟုတ်တဲ့တရားသုံးညတတရားကိုအရှာခိုင်းပါလိမ့်မလို့ဆိုတော့ခမည်းတော်မှာရိုးရနှိမ့်ဆက်နေတာကတော်မလာနိုင်ပဲဖြစ်နေလို့ မှန်ပါဗျာ ဟောရသားပဲဟောရသမီးပဲဟောရမြေပဲဟောရငါပဲဆိုတဲ့ရိုးရကြီးကနှိမ့်ဆက်တဲ့နိဗ္ဗာန်နိစ္စဝငုတ်ထွက်သွား မှန်ပါဗျာ ပျောက်ဘူးလား ကြောက်ပါဗျာ ပျောက်သွားတာနိဗ္ဗာန်နေကြပျောက်သွားတဲ့ကိုကဒကာဓမ္မတို့ငါဆိုတဲ့ဒိဋ္ဌိကတခါတည်းလွှမ်းမိုးလာတယ် မှန်ပါဗျာ ငါသားငါသမီးငါကိုမလာသေးဘူးလား လာပါဗျာ ဒါဘာပျောက်သွားလို့တရားတွေဒိဋ္ဌိဥသိလာတာလဲ နေပြတာနေပါဗျာ သုံးညတဓမ္မပျောက်သွားတော့ကိုတခါတည်းငါကိုငါဆိုတဲ့ကြီးကဥသိပြီးလာလိုက်တာသူသာဥသိလို့ရှိရင်ဖြင့်ဒိဋ္ဌိဘာဏနာဘာနာတိတဏှာသောတင်နာဝုံရှရေတဏှာသောတင်နာဝုံရှန္တာနတ္တိဒုက္ခပမုစရေတခါတည်းဒိဋ္ဌိဥသိလိုက်ရင်တော့မရဘူးတန်ត្រာမျောမဲ့တာစိတ်ကူးတော့ မှန်ပါဗျာ ရှင်းမလား ရှင်းပါပြီ ဒါဖြင့်နိဗ္ဗာန်နေစီဝပျောက်မပျောက်ဒကာဓမ္မတို့ဒီမြေပုံကသိရေးကြည့် မှန်ပါဗျာ ရှင်းမလား ရှင်းပါဗျာ ဒီကမောင်အကြောင်းကျိုးကိုဆက်ပလား ဆက်ပါဗျာ လူရမှန်ကိုသိကြ ပြီးပါဗျာ လူရမှန်သိလာတော့မှဩတော်တော်ရေးကြည့်လို့တော်တော်ခုပြောနေတယ်နိုင်ဝတ္တာသာပြောတဲ့အလေးပဲဟာငါတို့မှငါကလက်ကံမရှိလို့ရမ်းနေတာကိုဆိုတော့ပေါ်လာ မှန်ပါဗျာ လက်ကံမရှိတော့ဘယ်နဲ့ရ ရပါဗျာ ရနေဒီလမ်းနိဗ္ဗာန်ဒီလမ်းပဲလားသို့မဟုတ်ဟိုဘက်လမ်းကိုယ်သွားရမှာပဲလား မှန်ပါဗျာ ဆိုပြီးအမျိုးမျိုးဘုံဘုံခမရတို့ဒီသူများပါးစပ်လမ်းဆုံးတော့မေးပြန်တော့လေသူများပါးစပ်လမ်းဆုံး မှန်ပါဗျာ ကိုယ်ကိုယ်တိုင်းကလည်းမြေပုံကမရှိပြောတဲ့ပါးစပ်ကလည်းတရားဓမ္မတို့သူကလည်းမြေပုံလက်ကင်ရှိပြောတာမဟုတ်ပြောတာညာနဲ့ပြောတာ မှန်ပါဗျာ အဲ့ဒါနဲ့တွေ့ပြီးဒီကရာတန်တရားတိုင်းဒေါံညာဆိုင်နေတာပဲဆိုတာတော့ရိပ်မိဗလား နေပြီပါဗျာ ကဲအခုဒေါံညာဆိုင်တဲ့ဇက်ကိုသိမ့်ကြဆိုတော့ မှန်ပါဗျာ ဘာနဲ့သိမ့်မလို့ နေ နိဗ္ဗာန်သားမြေပုံကိုလက်ကင်ထားရင်နေရကြပြီဘယ်နည်းနဲ့မှသူများပါးစပ်ကလမ်းဆုံးရရှိသေးရလား ရှိပါဗျာ သူများပါးစပ်လမ်းဆုံးတာတော့ကြောက်เสียကောင်းတာဘယ်ရှိမလဲဗျာ မှန်ပါဗျာ အခုဟာကတော့သူများပါးစပ်လို့အောင်းမယ်မလို့ဆရာဘုန်းကြီးကဟောတယ်လို့ကောင်းမယ်ဘုရားကထားခဲ့တာ မှန်ပါဗျာ သမာဓိဖြစ်ခြင်းကောင်းกว่าယောနိသောမနတိကာရနဲ့တဲ့ပရဒောဂောသပါပဲဆိုတော့သေချာဟော မှန်ပါဗျာ သူတော်တရားကိုလည်းနာရမှာယောနိသောမနတိကာရကိုလည်းရမှာဆိုတော့မှဘုန်းကြီးကအာယောနိသောမနတိကာရဆိုတာတခြားမဟုတ်ဘူးနိတ္တတနိတိဝဓမ္မဖြစ်မှာ မှန်ပါဗျာ သဘောပါကြ ပါပါဗျာ ကောင်းပြီဒါဖြင့်ဓမ္မတို့ဒီမြေပုံဖြင့်ဘယ်နဲ့တော့6လို့တော်ပါမလား မတော်ပါဘူးဗျာ ဒီမြေပုံပြောက်လို့ရှိရင်ခင်ဗျားတို့
အပယ်လေးပါးရောက်ဖို့ရ30ဘုံဩဝနာပဲသေဖို့တွေရှောင်းနှွဲဖို့ရဒါပဲရှိတော့ မှန်ပါပါ အမှန်နဲ့နာတော့မယ်နော် မှန်ပါပါ ခင်ဗျားတို့အတွင်းပစ္စည်းပြောက်တာကဒါတော့မဆိုးပါဘူး မှန်ပါပါ တပည့်ကြအတွင်းပစ္စည်းကနောက်ပန်းပွင့်နဲ့ဒီအတွင်းပစ္စည်းတွေဒီတဲ့နဆတိုးရပါလို့ဆူတောင်းယူနောက်ဘဝရတယ်ဒီဟာမရတော့ဘူး မှန်ပါ ဒီဟာမရတော့ဘူးဆိုတော့သဘောပါဘူး ပါပါဗျာ ခိုင်းဒါဖြင့်ဒကာဓမ္မတို့အတွင်းပစ္စည်းတဲ့ဒီဥစ္စာကအတွင်းပစ္စည်းတဲ့အတွင်းကြတဲ့ပစ္စည်းလို့မှတ်လိုက်ပါဦး မှန်ပါဗျာ မှတ်တယ်ဘူးလား မှန်ပါဗျာ ဘုရားဆူဆူနဲ့လွယ်ကြရဒီအတွင်းပစ္စည်းတဲ့အတွင်းပစ္စည်းပြောက်နေလို့ မှန်ပါဗျာ သဘောကျ ရပါ တန်ရာတဲ့ဥပိ္ပနာဝိသေဝေတွေနဲ့ကြီးပဲကိုယ်ဖော်လို့နေရတာနိဗ္ဗာန်တော်မြေပုံအတွင်းပစ္စည်းပြောက်နေလို့ မှန်ပါဗျာ ဒီကမှာဟုတ်ပလားဗျ မှန်ပါဗျာ အခုလည်းခင်ဗျားတို့ဒီကားလို့ဆိုရင်ဒီမြေပုံကအိမ်ကြဖြောက်ပြမှလည်းစိုးရသေးတယ် မှန်ပါဗျာ အိမ်ကြဖြောက်ပြမှစိုးရတယ်ဆိုတော့အိမ်မှာရှိတဲ့သားတွေသမီးတွေကနိဗ္ဗာန်နိတိဘဝဖြစ်ရမယ်ခန္ဓာကိုယ်ကလည်းနိဗ္ဗာန်နိတိဘဝဖြစ်ရမယ်တတ္တဝါမဟုတ်ပုဂ္ဂိုလ်မဟုတ်ပဲ မှန်ပါ ယုံနာနမပဲအိဋ္ဌဒုက္ခဒုက္ခသစ္စာတွေပဲ မှန်ပါ အဲ့ဒါလေးပျောက်တည်နေတဲ့ပြင်နေတဲ့အာမြေပုံစပျောက်ပြန်ပြီလောက်ရလိမ့်မယ် မှန်ပါဗျာ သဘောကျလား ရပါ ဒါလေးဝင်လာရင်ဘယ်နဲ့ဆိုကြ ဒီဘုရားဗျာ မြေပုံစပျောက်နေပြီမြေပုံစပျောက်နေငါတော့ဖြင့်ဥပိ္ပနာပဲသေပေးတဲ့ရောထွေးအောင်တော့မယ်ဆိုတော့သေချာမှတ်တော့ဗော မှန်ပါ နိတ္တနေစီဝါလေးပေါ်လာလို့ရှိရင်ဥက္ကမောကြီးမြေပုံတွေ့ပြီ ဒီဘုရားဗျာ မြေပုံပြန်တွေ့လာလို့ရှိရင်ဒီမြေပုံတိုင်းလိုက်ပြီးတော့မလိုက်ရပါဘူးလားဒါလေးပျောက်သွားတယ်ဆိုလို့ရှိရင်ဖြင့်ကိုချိုးဖြင့်လှလာကြီးနေတာပဲ မှန်ပါ ဆိုလိုက် ဆိုလိုက်ပါ ဒါဖြင့်ကိုချိုးနေတဲ့ဇတ်ဟာဘယ်ဇတ်ပါလဲမြေပုံပျောက်တဲ့ဇတ်ရိပ်မိဗလားဥပပါရတော့ဖြင့် ဒီဘုရားဗျာ မြေပုံကဘယ်တော့ပျောက်ဘူးဘယ်တော့လို့မေးတော့တွေးခုမတူဘူးပေါ့ဖြင့်ပျောက်ဆိုတာသာထားစမောင်းရိပ်မိဗလားဘယ်လိုပါလဲ တွေ့ဘူး တွေးကိုမတည်ဘူးပျောက်ဆိုတာသာထားပါအောင်ကုတိတရားဓမ္မတွေမှားရတာကတော့တွေးတဲ့ပုဂ္ဂိုလ်ကိုပျောက်မှဆိုရင်လည်းပြောတာရိပ်မိဗလားခင်ဗျားလည်းဘယ်လိုဆိုရင်မှလဲခွန်ကြီးက ကြောက်ပါဗျာ ပြောက်မှဆိုရင်ရဟိုဒီတရားဓုတရားမြတ်တွေကိုမနေ့ကမပြည့်ပါသေးတဲ့ပုဂ္ဂိုလ်တွေသူခင်ဗျားမစာရေးတော်ရင်နေထိုင်နေရေးကြည့်ပြီးဒီကာလနေတဲ့ပုဂ္ဂိုလ်တွေကြတော့မြေပုံမတွေ့မှဆိုရင် မှန်ပါ ဘုခမောင်ဟ မှန် မ် ပါဗျာ ခင်ဗျားတို့ကဗါတဲ့ ကြောက်ပါဆိုရင် တခြားသောပုဂ္ဂိုလ်တွေက ဒီဘုရားတွေ့ပါဆိုရင် မတွေ့တဲ့ပုဂ္ဂိုလ်နဲ့ပြောက်တဲ့ပုဂ္ဂိုလ်နဲ့ဟာလဲတဲ့မထူးဘူးရှင်းပြီဗလားမတွေ့တဲ့ပုဂ္ဂိုလ်နဲ့ ကြောက်တယ် ပြောက်တဲ့ပုဂ္ဂိုလ်နဲ့လည်းမထူးဘူးဆိုတာသိကြဗလားမတွေ့တဲ့ပုဂ္ဂိုလ်ကလည်းသူ့လက်ထဲမရှိတာပဲပြောက်တဲ့ပုဂ္ဂိုလ်ကလည်းဟာမရှိတာချင်းတူတူပဲသိပြီဗလားအမလေးတဲ့ပြောတဲ့ဘုန်းကြီးကလာလို့အောင်းမေ့မနေနဲ့ခင်ဗျားတို့အတွက်လို့အောင်းမေ့ပါဒါလေးပြောက်သွားလို့ရှိရင်ဖြင့်တဲ့ဒကာရမတို့ဒါပြောက်သွားသည်နဲ့ပဲနဲ့ဒိဋ္ဌိကဥသိမရှိပဲဘူးလားနိတ္တနေဇီဝသာပြောက်ပြီစီဥက္ကမဒိဋ္ဌိလာမလား လာပါဗျာ ဒိဋ္ဌိလာရင်လမ်းတစ်ခွတွေ့တော့ မှန်ပါ ဒိဋ္ဌိလာရင်ဝိသိကိစ္စပါလာမယ် မှန်ပါ ပါလာရင်လမ်းတစ်ခွတွေ့ပြီ မှန်ပါ လမ်းတစ်ခါတွေ့လို့ရှိရင်ခင်ဗျားတို့စားရပြီ မှန်ပါ စားရလို့ရှိရင်တစ်ဖက်တည်းနင်းတော့မှာပဲဟိုဘက်လမ်းလိုက်ရမလားဒီဘက်လမ်းလိုက်ရမလားနှစ်ခွတော့မတွေ့သေးဘူးလား တွေ့ပါ တွေ့ရင်ပြန်အဲ့ဒီလမ်းတစ်ခွတွေ့လို့ရှိရင်ပထမဒိဋ္ဌိဥသိတယ်နောက်လမ်းတစ်ခွဆိုတဲ့ဝိသိကိစ္စလာတွေ့တော့လိုက်မိလိုက်ရလိုက်တော့သွားပြီ ပါပါ နိဗ္ဗာန်ဒီဟူသောမဝေယမနာယမတရားတို့ဆိုင်ဆိုင်မြိုင်မြိုင်ရောက်သေးရလား မရပါဘူးဗျာ ကဲဒါဖြင့်အခုတို့ဒီကားလို့ဆိုလို့ရှိရင်ငရကကြည့်ပြီးဒီကားလာခဲ့တာဒီမြေပုံကိုလက်ကင်မရှိဘူးအလကားကြည့်လာတာ မှန်ပါဗျာ ဘယ်နဲ့ဆိုနော် လက်ကားကြည့်လာပါဗျာ အလကားကြည့်လာတာမြေပုံလက်ကင်ရှိပြီးကြည့်လာတယ်လားဟုတ်ပါရဲ့လား ဟုတ်ပါဘူး နိတ္တနေဇီဝအများဟောမှကြံလို့ရှိရင်ခင်ဗျားတို့ရှေးကဆရာတော်လေးလည်းဟောကြတာပဲအမှန်ဟောပါတယ်ဤကကုသလဓမ္မအကုသလဓမ္မဆိုတော့နိတ္တနေဇီဝသူဟောလာပြီအဲ့ဒီထပြေးတာပဲခင်ဗျားတို့မပြေဘူးလားနိတ္တနေဇီဝလည်းဟောရဥပအောင်တို့ထားရတာပဲတော်ပြီကိုရဒီမြေပုံတော့မလို့စတော့ဘူးရိမ့်မိဗလားဥက္ကမောင်ကြီးကဒီတိုင်းမှမဟုတ်လား မှန်ပါဗျာ ဒါဖြင့်ဒကာဓမ္မတို့နိတ္တနေဇီဝကိုဖြင့်တဲ့သူမပါလို့ရှိရင်လေယောနိတော်မနတိကာရကလာပါ မလာပါဘူး သူမယောနိတော်မနတိကာရအမှန်ကနှလုံးသားမှာမှန်မဲနဲ့ဘယ်သမာဓိတိကဖြစ်တော်မလို့မရ ဖြစ်ပါဗျာ သမာဓိတိမှဖြစ်ပဲတဲ့ဥစ္စာဒကာဓမ္မသမာဓိတိကမှနိဗ္ဗာန်မြင်နိုင်တဲ့ဥစ္စာမြင်စရာကိုမျက်လုံးပါသေးရဲ့လား မှန်ပါဗျာ မပါလို့ရှိရင်ရောက်ပါအောင်တော့မ ရ လား ပါပါဗျာ ကိုင်းဒါဖြင့်ဒကာဓမ္မတို့အရေးကြီးကြောင်သိပလား သိပါဗျာ ဒီနေ့ဗာတရားဟောတော့ ဒီပါဒီပါပါဗျာ နိဗ္ဗာန်ရောက်ကြောင်းမြေပုံတရားကိုဟောနေတယ်သဘောကျနိဗ္ဗာန်ရောက်တဲ့မြေပုံဖြောက်မပြည့်အောင်လို့ခင်ဗျားတို့ကိုပေးထားတယ်ရှင်းမလား ရှင်းပါ ဘယ်အချိန်ပြောက်တတ်တော့ အိမ်ရောက်ရောက်ပါ အိမ်ရောက်ပြောက်တတ်တယ်မသွားကြနဲ့မသွားကြနဲ့အိမ်ကိုပြန်လို့မတော်ဘူးဒကာဓမ္မတို့အိမ်ရောက်ပြောက်တတ်တယ်ဆိုရဲကွာအတော်ဆိုးသွားတယ်ကြောက်လည်းပြောက်တတ်တာပါပဲဒုက္ခမောင် မှန်ပါပါ ဒ
ပြောက်လဲပြောက်တတ်တာပဲတဲ့ဒါဖြင့်ခင်ဗျားတဲ့ခါပါ14ပါးမကြုံပฏิပါတိသဝါဒလည်းမဟုတ်ပုပ္ပေသကတပုညတလည်းမဟုတ်အတ္တသမပဏိတိကလည်းမရှိဘူးဥပအောင်ရိပ်မိဗလားဘာလို့လဲနိဗ္ဗာန်မြေပုံသူ့ရောက်ပြောက်ပါတယ်ဆိုတဲ့ကွာဘယ်လားကောင်းနေတော့ကောင်းနိုင်ကြရှိသေးလားပြောက်တယ်မပြောက်တယ်ဆိုတော့လေအိမ်စဉ်းစားကြည့်အိမ်ရောက်ရင်သောကပြဘာရဝင်လာတာဝင်လာဘူးလားဝင်ပါဘူးသောကပြဘာရတခါဒုက္ခဒေါမနတာတွေကဘယ်နဲ့နေတယ်လာပါဗျာလာတဲ့ဆိုတဲ့ကအဲ့ဒါဘာပြောက်လို့တုံးဆိုတာရိပ်မိရောပေါ့မြေပုံပြောက်လို့ရှင်းမလားမြေပုံပြောက်တော့တခါသောကပရိဒီဝဒုက္ခဒေါမနတာဆိုတာငါဟာတွေကြောင့်ဖြစ်လာတယ်ဒိဋ္ဌိကလာတာဗျာဒိဋ္ဌိကလာခြင်းကြောင့်သောကပရိဒီဝဒုက္ခဒေါမနတာတွေအကုန်ဖြစ်လာတယ်ဆိုတာပေါ်ကြဟုတ်ပါဘူး။ဒါရင်ဒါဖြင့်ဒကာဓမ္မတို့မသွားကောင်းတဲ့အရာမနေကောင်းတဲ့နေရာဆိုတာပေါ်သေးဘူးလားပေါ်ပါဘူး။မသွားကောင်းတဲ့အရာကလည်းကိုနေတဲ့အရာမနေကောင်းတဲ့နေရာကိုယ်ရှင်းမလားခမောင်တော့ကလည်းမထွက်နိုင်နဲ့မှန်ပါပါမခက်ဘူးလားခက်ပါဘူးမြေပုံပြောက်တဲ့နေရာကြီးသွားပြီးနေပြီးတော့လေဇုံလုံးကကြီးဖြစ်ပြီးဒီကလာမနေပဲဘူးလားနေပါဗျာ။ဒါရင်ဒါဖြင့်ဒကာဓမ္မတွေကဲဒီနေရာပြောက်တတ်တယ်ကွာမပြောက်အောင်တတိထားမကွာဟိုနေရာကျမှပူတတိထားလမ်းဖြောက်ခြင်းဖြောက်သွားရိပ်မိဗလားအိမ်ရောက်မှဘာလို့အောင်ပူတတိထားငါးမြေပုံတော့အပြောင်းမခံနိုင်ဘူးနိတ္တရနေစီပါတွေမဖြစ်ဖြစ်အောင်လို့ကိုယ်လဲဟုတ်လားကိုသားသမီးတွေရောမဖြစ်ဖြစ်အောင်မဖြစ်ဖြစ်အောင်တခါတည်းဒါလေးတွေရုပ်ကလေးတွေနာငလေးတွေပဲဖြစ်ပြက်ကလေးတွေပဲမြန်မြန်လို့မျက်မှန်ပြအကုန်ပြောက်ထွက်သွားလို့ခက်ပါလိမ့်မယ်ရှင်းမလားရှင်းပါပြီခိုင်းဒါဖြင့်ဒကာဓမ္မတို့ဘုရားသခင်ကိုရမကြီးဟောလေသမျှနိတ္တတနေစီဝါရောက်တာကြီးပဲလို့ဆုံးဖြတ်ချက်ချမှန်ပါဗျာရှင်းမလားရှင်းပါပြီခိုင်းဒါဖြင့်မနေ့ကတရားကိုဒကာဓမ္မတွေအလုံးနဲ့ကွာပြရမှာဖြစ်တော့မနေ့ကတရားပြန်စကြတယ်နော်အခုဒီဥစ္စာ၄ချက်ကိုရှင်းသွားပြီနော်ရှင်းပါပြီကဲဒကာဓမ္မတို့ဥနာသေးဒါဘယ်ကဥနာသေးဆိုတာသိပြီနော်သိပါခန္ဓာကိုယ်ရဲ့ဥနာသေးရှိဥနာသေးဘယ်ကလာပါလိမ့်ခန္ဓာ၅ပါးရှိလို့လေဒကာဓမ္မတွေခန္ဓာ၅ပါးရှိလို့ဥနာသေးလာရတဲ့ဥနာသေးဘယ်ကလားဒါရင်ခန္ဓာ၅ပါးလမ်းလိုက်တဲ့ပုဂ္ဂိုလ်ဖြင့်မြေပုံပြောက်ပြောက်သေးဘူးလားပြောက်ပါဘူးဘယ်ခန္ဓာဖြစ်ရပါလိမ့်ညာခန္ဓာဖြစ်ရပါလို့ဆိုရင်ဥက္ကမောင်ဘာပြောက်တော့ဘယ်မြေပုံပြောက်တာတော့ဗျ30ပုံမြေပုံကြီးတာ तू ကနားလဲတော့တယ်မှန်ပါဘူးရှင်းမလားနိဗ္ဗာန်သွားတဲ့မြေပုံကတော့ပြောက်ပါဘူးနားလိုက်တဲ့ဖြစ်ချင်းများမနာဘူးလားအဲ့ဒါကြောင့်ခင်ဗျားတို့ဖျားရှိသွားပြီ30ပုံမြေပုံကြီးလုံးမနေနဲ့30ပုံမြေပုံကတော့မျက်စိလည်းလူသွားတယ်လားနေမှန်ပါဗျာဘုရားကြီးကျေနပ်ပလားကျေနပ်ပါဗျာဒါဖြင့်ဒီကဏ္ဍ၅ပါးဒီဓမ္မတို့ဘယ်ကလာပါလိမ့်မလဲတဏှာဩတဏှာကလာတယ်တဲ့တဏှာဆိုတဲ့ဥစ္စာဓမ္မတို့ဘယ်တော့မှအဖြောင်းပြဘူးအကောက်ကြည့်ပြမှန်ပါဗျာတဏှာအကောက်ကြည့်ပြပါတယ်ဆိုတော့ဓမ္မတို့အိုလန်းနာလန်းသေလန်းကြည့်ပြမှန်ပါဗျာအိုနာသေးငိမ့်တဲ့သိမ့်တဲ့လမ်းသူပြရမပြပါဘူးဒါဖြင့်ဓမ္မတို့ဟုတ်ပြီဘုရားတော်မူတာဒီဩနာသေးပဲလားခန္ဓာ၅ပါးလားခန္ဓာ၅ပါးဘ누구ကဖြစ်စေတော့တဏှာကဖြစ်စေတယ်ဆိုတာလည်းမသေးကြဘူးလားတဏှာကဖြစ်စေတယ်ဒီတဏှာပဲကလာပါလိမ့်မလို့ဟောနိတ္တတနေစီကပျောက်မှန်ပါပါပျောက်ပြီလားပျောက်ပြီနိတ္တတနေစီကပျောက်ပြီတကယ်ဒါကြောင့်ခင်ဗျားတို့အိမ်ကိုမပြန်စေချင်ဘူးပျောက်မှဆိုလို့ရိပ်မိဗလားအိမ်ကိုပြန်ရင်ပျောက်မှာပဲသူကအိမ်ပြန်သွားလို့ရှိရင်နိတ္တရဏိဇဝပျောက်ပြီပုဂ္ဂိုလ်သတ္တဝါပေါ်ပေါက်လာတယ်နိတ္တရဏိဇဝပျောက်ပါလားဘာပေါ်ပေါက်လာပုဂ္ဂိုလ်သတ္တဝါပေါ်ပေါက်လာတယ်ဆိုတဲ့က30ပုံမြေပုံကြီးထိုးဝင်လာနိဗ္ဗာန်သွားမြေပုံပျောက်ပါဗျာကမောဘယ်နှလုံးနော်နိဗ္ဗာန်သွားမြေပုံပျောက်တယ်ဝိသုမြေပုံပျောက်ပေါ်လာတော့အမတန်မနဲ့နာဘူးလားဓမ္မတွေသိတာပါဗျာခင်ဗျားတို့ကလည်းတောကလည်းမထွက်နိုင်ဟုတ်လားတော့ကလည်းမထွက်နိုင်ဖြစ်ပြီးဒီကလာနေတော့တော့မထွက်နိုင်လို့ဘာလို့မထွက်နိုင်တာဆိုတော့မြေပုံပြောက်လို့ကိုမထွက်နိုင်မှန်ပါဗျာရိပ်မိဗလားတော့မထွက်နိုင်တာကမြေပုံပြောက်မြေပုံကတနေ့ဘယ်နှခါပြောက်တော့ရေးတိုင်းပါတချို့လုံးဝကိုမရှိဘူးပြောက်ဖွယ်ရတာထားပါအမှန်မဆိုးရဘူးလားခိုင်းဒါဖြင့်ဓမ္မတို့တဏှာပဲကလာတော့ဘာပြောက်တယ်ဆိုတော့ခင်ဗျားတို့ပဲကဲခတ်တယ်ဘာပြောက်သွားလဲနိတ္တတနိစီဝါပြောက်တယ်ခင်ဗျာမယံဖြစ်သွားတယ်မှန်ပါပါငါတန်ကသမီးဖြစ်သွားတယ်မှန်ပါပါသူကလည်းဘာဖြစ်သွားလဲကဲဘယ်နဲ့နေတော့ကဲခင်ဗျာမယံကလာတယ်ဆိုတော့မှန်ဘူးလားမှန်ပါဒါဖြင့်ခင်ဗျာမယံရှိနေလို့ရှိရင်တဏှာလာမယ်မှန်ပါတဏှာလာလို့ရှိရင်ခန္ဓာရခန္ဓာရလို့ရှိရင်ဖြစ်တယ်ဥနာသေးရမယ်ဆိုတဲ့ဥစ္စာဥက္ကမောင်လွဲဖို့များရှိသေးရဲ့မရှိပါဘူးအဲ့ဒါမနေ့ကတရားကို
သွားပြီးဒီကလာခုနကပြောခဲ့တဲ့သမာဓိတိတုတ်ကနေပြီးဥပါဒံထောက်ခံလိုက်တာရှင်းမလားရှင်းပါဗျာမတန်ဖုတ်တန်တော့တယ်ဆိုတော့ပေါ်သေးဘူးလားပေါ်ပါဗျာကောင်းပြီဒကာရမတို့တဲ့ပြောကြပါအောင်ဆိုဥနာတိဘက်ကလာတော့ခန္ဓာ၅ပါးဘက်ကလာပါလိမ့်တဏှာဘက်ကလာပါလိမ့်ခင်ယမယအာရဏတွေကလာနော်ခင်ယမယတွေကလာတယ်ဆိုတော့ခင်ယမယလို့ဆိုရဲကွာသာသမီငါသူတစ်ပါးကလာတော့တာဟုတ်လားကျွတ်တော့ဒဇိမ့်ဝင်မဲ့ခင်တတ်တယ်ဒဇိမ့်ခင်ကလည်းရှိသေးမရှိကြဘူးလားဒါတော့ဆွေမျိုးမှုခင်ရတယ်ဆိုတာရောဒါကတော့ဒဇိမ့်ဝင်မဲ့လည်းကိုယ်နဲ့အကြောင်းဆက်ပြန်တော့ခင်ရတာပဲဒီနဲ့သူနဲ့ဆက်ပြီးကြလားသူမိတ်ဆွေနေကောခင်ရပါအမလေးတကဓမ္မတော့ခင်ယမယဘောဘလောက်များကြတော့မေးလို့ရှိရင်မကြီးနိုင်ပါဘူးဘ누구ပြောက်သွားလို့ခင်ယမယဖြစ်လာနိဗ္ဗတနိစ္စဝပြောက်သွားပြောက်သေးဘူးလားပြောက်ပါဘူးအဲ့ဒါကြောင့်တရားဓမ္မတို့နိဗ္ဗတနေစုကပြောက်တဲ့အချိန်ကစပြီးခင်ယမယဖြစ်တာပဲခင်ယမယဖြစ်တဲ့နဲ့ပဲနဲ့နောက်ခန္ဓာပေါ်ဖို့သိကြတာပဲသိကြပါဘူးနောက်ခန္ဓာပေါ်ဖို့သိကြလို့ရှိရင်ဥနာသေးဟာဖြင့်ဘယ်တော့မှငါနဲ့ခေါ်တော့မှမဟုတ်တော့ဘူးဆိုတဲ့ဒုက္ခသစ္စာကြီးပွေ့ပိုက်ပြီးသံဃာရဲ့လေုံမရှိတော့မှန်ပါပါရှင်းမလားရှင်းပါပြီဒါဖြင့်တရားဓမ္မတို့တဏှာဘက်ကလာသရုံရှင်းပါပြီကဲဒါဖြင့်ကျွတ်တို့ကနိဗ္ဗတနေစုကဖြစ်အောင်လုပ်မှန်ပါဗျာရှင်းမလားရှင်းပါပြီဘယ်လိုလုပ်ရမလဲနိဗ္ဗတနေစုကဖြစ်အောင်ဆိုတော့ပုဂ္ဂိုလ်မဟုတ်တ attva မဟုတ်အသက်မဟုတ်သဘောကျလားမှန်ပါတ attva မဟုတ်အသက်မဟုတ်ပုဂ္ဂိုလ်တ attva မဟုတ်ယုံနာနမဖြစ်ပြတာဒုက္ခသစ္စာသာဟုတ်ဤဒီကြောင့်ထိုင်ရမယ်သဘောကျလားယုံနာနမဒုက္ခသစ္စာဖြစ်ပြတာဟုတ်ဤဒီလူကိုမထိုင်သေးသေးကာလပတ်လုံးနိဗ္ဗာန်သောမြေပုံအစကပြောက်ပြီလို့အောက်မေးမှန်ပါဗျာအမှန်ဖုဒ္ဓံတော်ပါဥဝိုင်းမှန်ပါဗျာအမှန်ဖုဒ္ဓတော်ပါပြီတဲ့ဒကာဓမ္မတို့ကိုင်းဒကာဓမ္မတို့ခင်ယမယကိုဘာလုပ်ရမလဲပုဂ္ဂိုလ်မဟုတ်တ attva မဟုတ်ဖြစ်အောင်လုပ်ရနိဗ္ဗာန်နေကြီးကမြန်မာလိုပြန်လိုက်တော့ဗါတဲ့ပုဂ္ဂိုလ်မဟုတ်တ attva မဟုတ်ဆိုတော့ယုံနာဖြစ်ပြတာဟုတ်ဒုက္ခသစ္စာသာဟုတ်ဒီလိုသွားရတော့မယ်သဘောကျဒီလိုသွားလိုက်သေးနဲ့တပြိုင်တည်းထဲအခုဒီလိုပုဂ္ဂိုလ်တ attva မဟုတ်အောင်ဘုန်းကြီးကဟောပြီမဟုတ်လားဗျာဟောတော့ခင်ဗျားတို့ယောနိသောမနိကာရမရသေးဘူးလားရပါဘူးရသည်နဲ့တပြိုင်တည်းအားထုတ်လိုက်ရင်သမာဓိဖြစ်မှာသမာဓိဖြစ်စီနဲ့တပြိုင်တည်းဒီဘက်နိဗ္ဗာန်မရောက်ပါနဲ့ဆိုလို့မရပါဘူးဘယ်နည်းနဲ့မဆိုရောက်အောင်မယ်ဆိုတော့ပေါ်လာသေးဘူးလားအဲ့ဒါသိသေးချာချာမှတ်ကြမှာဒီလောက်အသွားပြန်အမျိုးမျိုးမှန်နေတဲ့တရားကိုခင်ဗျားတို့ဒီလေးလေးစားစားနဲ့မှတ်မှတ်သားသားနဲ့ဒီဟာဖြင့်အပြောက်မခံနိုင်ဘူးခေလေလန်းကိုဖြတ်လန်းနဲ့ပြနေတာဟုတ်ဘူးလားလဲတဲ့မြေပုံကြီးဖြောက်ပြီးဒီကလာပြတ်တဲ့မြေပုံရောက်တဲ့မြေပုံကြီးကိုကိုယ်ပိုင်ဖြစ်နေပေးနေတာကိုဖြင့်ဖြောက်ပြက်လို့မတော်ဘူးဆိုတာပေါ်ကြပေါ်ပါဗျာကောင်းပြီဒါဖြင့်ဒကာဓမ္မတို့အလွန်အလွန်ရေးကြည့်တဲ့ဥက္ကမောမှန်ပါဗျာသူကဥပဒေနေတော့မှန်ပါဗျာကဲအခုမနေ့ကတရားနဲ့ပြန်ဆက်လိုက်မှာဩဟုတ်ပါလားခေါင်းကမြေပုံမှာအစ်စ်ပါလားဆိုတာဥပါဒင်ထောက်ခံချက်ရပါဗျာတဏှာဘယ်ကလာသလဲဘယ်နဲ့ကြောင့်ခင်ယမယဖြစ်ရသလဲဆိုတော့နေသတ္တနေဇဝပြောက်လို့ဘာဖြစ်လို့နေသတ္တနေဇဝပြောက်ရတော့ဆိုတော့တရားနာပြီးနှလုံးသွင်းမှန်တဲ့တရားမနာရဘူးနှလုံးသွင်းမှန်တဲ့တရားကိုမနာရတဲ့အတွက်တရားဓမ္မတို့ဒီကားလို့ဆိုလို့ရှိရင်ခန္ဓာပေါ်တော့မယ်ခန္ဓာပေါ်လို့ရှိရင်ဇာတိဇရာမရဏဖော်ဖြစ်မယ်ကဲနေသတ္တနေဇဝကိုခမည်းတော်နှလုံးသွင်းမှအောင်တရားနာရပြီဆိုကြတယ်သမာဓိတိမဖြစ်ဘူးသမာဓိတိဖြစ်လို့ရှိရင်နိဗ္ဗာန်မရောက်ဘူးရှင်းမလားရှင်းပါပြီ။ဩဒါဖြင့်အကြောင်းကျိုးကိုတရားဓမ္မတွေသိသိချာချာဆက်မိပါဗလား။ဆက်မိပါဗျာ။ပေါ်ကြပါလား။ဟုတ်ပါဗျာ။ကောင်းပြီဒါဖြင့်ဒီရေးဟာဖြင့်ဘုကမောင်တမင်ညလို့အောင်းမဲ့မနေနဲ့။မှန်ပါပါဗျာ။အထူးရေးကြည့်တယ်ဆိုတော့သိကြရနော်။သိကြပါဗျာ။ကိုင်းတရားဓမ္မတို့ဒါဖြင့်ကျတို့ဘာဖြစ်ဖို့ရေးကြည့်တယ်ဆိုတာဖြင့်မြေပုံအစတွေ့ဖို့ရနိဗ္ဗာန်သွားတဲ့မြေပုံမှာအစတွေ့ဖို့ရနိဗ္ဗတနေရွာရှာချက်စုမှန်ပါဗျာသဘောကျဘာရှာရမလဲနိဗ္ဗတနေစီဝရှာရမယ်ခမောင်ရမှန်ပါဗျာကဲဒီတဲ့ထူးထူးပြောကြပါစို့ဆိုရင်သုံးညတဖြစ်အောင်ရှာရမယ်မှန်ပါသုံးညတဆိုတာငါငေါ့စာမငါငေါ့စာမဟုတ်ကြောင်းသိအောင်ရှာတော့မှန်ပါဗျာသဘောကျပါဗျာနိဗ္ဗတနေရွာဖြစ်အောင်ရှာရမယ်သုံးညတဖြစ်အောင်ရှာရမယ်ပေါ်ကြဟုတ်ပါဘူးဩဒီဟာရှာရမယ်ဆိုတော့ဆိုမရှိတာရှာမှာလားဆိုတော့မှားနေတာပြင်ပေးဦးမှာပဲမှန်ပါဗျာဘယ်လိုပါလဲမှားနေတာပြင်ပေးဦးမှာပဲတရားဓမ္မတို့
အစွဲနာနေတာကိုဖြုတ်ပေးဖို့ပါပဲ မှန်ပါဗျာ ဘယ်လိုပါလဲ ဆွဲနာတော့ပြုတ်လို့ပါ အစွဲကလည်းနာလိုက်တဲ့ဖြစ်ရှင်30ဟောတတ္တဝါအစလည်းရှာမတွေ့အောင်ပဲများခဲ့တယ်အဲ့ဒီခဲ့တဲ့ဆွဲလာတယ်လည်းဘယ်တော့မှလည်းမဖြုတ်ဘူးမဖြီးဘူး မှန်ပါ အစွဲကလည်းဘယ်လောက်နာနေတယ်ဆို မှန် တော့ ပါ ပြောစရာမရှိသေးရဲ့လား မရှိပါဘူး အခုအချိန်မှစကြားရတာပဲ မှန်ပါ ဘယ်လိုဆိုကြပါ ခုရှိတာ စကြားရလို့ရှိရင်ကြားရုံနဲ့ပြီးဘူးနောက်ပွားပြီးတော့ကိုဖြုတ်ရလေဦးမယ် မှန်ပါ သဘောကျ ကြပါ ကြားရုံနဲ့ပြီးပါ မပြီးပါဘူး ခင်ဗျားတို့ကဘယ်သူကဘယ်တရားနာကြားရတဲ့အတွက်နိဗ္ဗာန်ဝင်သွားတယ်အပွားမပါဘူး မှန်ပါ မင်းဥက္ကမ မှန်ပါပါ မလို့ဘူးလား တို့ပါဗျာ ကြားရုံနဲ့ပြင်ခင်ဗျားတို့လည်းအခုဒီပါရလားဆိုတော့ဘယ်လဲကြည့်ရ မှန်ပါ ဟုတ်ဘူးလား မှန်ပါ အဲ့တော့အကြမ်းနဲ့မပြီးဘူးအပွားနဲ့မှပြီးမယ် မှန်ပါ သဘောကျလား ကြပါ အကြမ်းနဲ့ ပြီးပါဗျာ အပွားနဲ့မှမက္ကသစ္စာဘာဝိတ္တဗကိစ္စနဲ့ဒီနိတ္တရနိယူဝဘုံမှာဥပါဒင်ပွားယူအောင် မှန်ပါဗျာ မပွားရင်တော့ပါ မတော့ပါဘူးဗျာ တဏှာဆိုတာဒီဓမ္မတို့သူကလည်းဘဝမြတ်စွာကထုံးလာတဲ့တရားကိုဆိုတော့သူကလည်းနည်းနည်းနောတတ္တိရှိတဲ့တရားမဟုတ်ဘူး မှန်ပါဗျာ သူကလည်းအာသေယနာတတ္တိ မှန်ပါ အမှန်ထုံးလာကြတာဆိုတော့လွယ်ပါ မလွဲပါဘူး ကဲမက်ကလည်းဘာဝိတ္တဗနဲ့သူ့ပေါ်ပြန်ထုံမှပြတ်တော်ပေါ့ဗျာ မှန်ပါဗျာ နမရင် မပြတ်ပါဘူး မပြတ်နိုင်ဘူးသူကအာသေယနာရတနာကထုံးလာတာဒီကဘာဝိတ္တဗနဲ့ထုံပြီးဒီကလာဖြတ်မှတ်သာလျင်ကိုမြတ်ရှိတို့တကတစ်တို့ပြတ်မှာပေါ့ မှန်ပါဗျာ နမရင်ဒီတိုင်းနဲ့တော့ မပြတ်ပါဘူး ဆူတောင်းလေးများနဲ့တော့ထီတောင်းမထီဘူး မှန်ပါ ထီပါမလား ကြည့်ပါပါဗျာ ဆူတောင်းလေးများနဲ့နိတ္တတနိစီဝမှာမတွေ့တဲ့ပုဂ္ဂိုလ်ကဆူတောင်းရင်ဥက္ကမသွားပြီ မှန်ပါပါ ရဘူး မရပါဘူး ရပါမလား ရပါဘူး နိတ္တတနိစီဝမှာမတွေ့တဲ့ပုဂ္ဂိုလ်ကဆူလေးတောင်းပြီးဒီကလာရောက်ပါလိမ့်မယ်လို့များသွားပြီးအောင်းမင်းမနေနဲ့မနိဗ္ဗာန်မြေပုံအစတောင်မှမတွေ့ဘူး မှန်ပါဗျာ သဘောကျဂိုင်းဒါဖြင့်ဒကာဓမ္မတွေနိတ္တတနိစီဝဖြစ်အောင်လုပ်ကြပါစို့ဆိုတော့ဒကာဓမ္မတွေခင်ရမင်းရကိုခင်ရမင်းရဆိုတော့ခမည်းတော်ကခမည်းတော်ကြံဖန်ပြီးဒီကလာခင်ရမင်းရဖြစ်တာ အဲ့တော့ပင်ကိုယ်သဘောကိုခွန်ကြီးကပေါအောင်ပြောရတော့မယ်ပင်ကိုယ်သဘောကဘာတုံးဆိုတော့ခန္ဓာ၅ပါးဘာပါလဲခန္ဓာ၅ပါးပဲတဲ့ခင်ဗျားတို့ကတော့ခင်ရမင်ရလောက်တာပဲတဲ့အရှိကတော့ခန္ဓာ၅ပါးပဲ မှန်ပါ အရှိကပါတဲ့အရှိကခန္ဓာ၅ခင်ဗျားတို့လူကတော့ ဘုရားလောက်တော့ ခင်ရမင်ရလောက်တာတော့အရှိကခန္ဓာ၅ပါးဆိုတော့ခန္ဓာဆိုတာဒီကားလို့ဆိုရင်တရားဓမ္မတွေဇာတိဇရာမရဏတွေစားဘဝဘဖြစ်တာကိုခန္ဓာလို့ခေါ်တယ် မှန်ပါဗျာ သဘောကျလားခန္ဓာ၅ပါးကိုစုလိုက်ပေါင်းနဲ့စုလိုက်မယ်ဆိုရင်ယုံနာဖြစ်သွားမှာပဲယုံနာကိုတကချင်းလိုက်မှမယ်ဆိုတော့အနိစ္စတရားသာဖြစ်မှာ မှန်ပါ ဒီပြင်ပါရှိသေးတယ်ဒီတဲ့ချင်းလို့ရှိရင်အားလုံးပေါင်းဒုက္ခသစ္စာတစ်ခုတည်းပဲ မှန်ပါပါ သဘောကျ ကြပါလေ ကောင်းပြီဒါဖြင့်ဒုက္ခသစ္စာတစ်ခုတည်းဖြစ်အောင်လုပ်လိုက်လို့ရှိရင်နိတ္တတနိစီဝါဖြစ်မဖြစ် ဖြစ်ပါဗျာ ဩဒါဖြင့်ဖြစ်တယ်လည်းဒုက္ခပဲဖြစ်တယ်လည်းဒုက္ခပဲဆိုတော့နိတ္တတနိစီဝါမဖြစ်သေးဘူးလား ဖြစ်ပါ တတ္တဝါမဟုတ်လို့ပုဂ္ဂိုလ်မဟုတ်လို့လည်းပြက်တယ်တတ္တဝါမဟုတ်လို့လည်း ပြတ်ပါဗျာ သဘောကျလားပုဂ္ဂိုလ်တ attva မှာလည်းစိတ်သုံးတဲ့သဘောကမမြင်လာဘူးလား မြင်ပါဘူး အဲ့ဒီလိုတရားဓမ္မတွေကနိတ္တတနိစီဝါဖြစ်အောင်ဒီကနေပြီးဒီကလာမက်က၅ပါးနဲ့ရှုကြသံပါလို့ဆိုတာသတိပေးလိုက်ဘာနဲ့ရှုရ လက်ခံပါရှိပါဗျာ မက်က၅ပါးနဲ့ရှုရမှာခန္ဓာ၅ပါးကိုနော်ခန္ဓာ၅ပါးဘာနဲ့ရှုရ လက်ခံပါရှိပါ ဟာဒါဖြင့်ဗျာ၅ပါးချင်းဆိုရင်ဖြင့်ခဲရကြီးရဲ့ဆိုတော့တရားဓမ္မတွေဒီထဲကတစ်ပါးရင်ရှုတစ်ပါးရင်ရှုတပါးရှုအကုန်ပါတယ်ဆိုတော့လည်းသိကြပါကောဗျာတပါးကြတပါးရင်ရှုပါဆိုတော့ဥက္ကမောင်ရေစိတ်ကြိုက်တဲ့ပုဂ္ဂိုလ်ကစိတ်တပါးရင်ရှု မှန်ပါပါ ဝေဒနာကြိုက်တဲ့ပုဂ္ဂိုလ် ဝေဒနာ ဓမ္မကြိုက်တဲ့ပုဂ္ဂိုလ်ကလည်းဓမ္မတစ်ခုတည်းရင်ရှုကာယကြိုက်တဲ့ပုဂ္ဂိုလ်ကလည်းကာယတစ်ခုတည်းရင်ရှုရှုလိုက်လို့ရှိရင်အကုန်သားဇာတဖြစ်ပြီးဒီကရဏတစ်ခုပြအကုန်ရောပါတာပဲ မှန်ပါပါ သဘောကျလားအိမ်မီးလောင်ပါတယ်ဆိုတော့ဥစ္စာအချင်းလေးမဲ့ကြင်ရသေးလားမိုးလေးမဲ့ကြင်ရသေးလားတိုင်လေးမဲ့ကြင်ရသေးလားမဲမနေနဲ့ဒကာဓမ္မတော့အိမ်မီးလောင်တယ်ဆိုတာအကုန်လုံးလားရိပ်မိဗလားဒီမှာတော့ဝေဒနာတစ်ခုပြတ်တယ်ဆိုရင်ကျန်တဲ့၄ပါးပါပြတ်တယ်ပညာတစ်ခုပြတ်တယ်ဆိုရင်အေးစာစုကိုလည်းမနေနဲ့တဲ့စာစုဆိုတဲ့ဥစ္စာခမည်းတော်ကဘုရားဘုရားသခင်ကိုရမကြီးညာနဲ့ယုတ်ကအပြည့်နှေးတယ်ကွနာကအပြည့်မြန်တယ်ကွဒါဘုရားညာကြီး မှန်ပါ ဘုရားညာသွားယူမနေနဲ့ခင်ဗျားတို့ကတော့ကိုရှင်သာရိပုတ္တရာတို့ဟောတဲ့အတိုင်းကျူစည်းတာယူကျူစည်းရတရားဓမ္မတို့ဝိညာဉ်နဲ့နာယုတ်ဝိညာဉ်နဲ့နာယုတ်ဆိုတော့ဝိညာဏပစ္စယနာမရူပနာမရူပပစ္စယမတိလို့မဆိုပါဘူးခင်ဗျာဝိညာဏပစ္စယ နာမ နာမရူပပစ္စယဝိညာဏပြန်လှည့်ဝိညာဏပစ္စယနာမရူပပစ္စယ ဝိညာဏ ဒါဖြင့်ဝိညာဉ်ကြောင့်လည်းနာယုတ်ဖြစ်တယ် မှန်ပါ နာယုတ်ကြောင့်လည်းဝိညာဉ်ဖြစ်တယ်ဆိုတော့
ရှင်ကုဋ္ဌိကကအမလေးဒီဥစ္စာထူးထူးဆန်းဆန်းပါလားဖေဟာဝိညာဉ်စိတ်ကြောင့်လည်းနာယုတ်ဖြစ်တယ်စိတ်ကြောင့်လည်းစေသိနဲ့ယုတ်ဖြစ်တယ်ဆိုတော့ဗျာစေသိယုတ်ကြောင့်လည်းစိတ်ဖြစ်တယ်ဒီလိုမဆိုဘူးလားဟုတ်ပါဘူးဟာကုဋ္ဌိကဟုတ်တယ်ကွာမင်းကမသိလို့ဝိပဿနာရှုကြည့်တယ်တခုလည်းအကုန်လဲတာတပည့်ကြဟောဝါလည်းနှစ်ခုထောင်တာဒကာဓမ္မတို့ဥတိုက်ပြီးထောင်တာအောက်ကကားထားပေါ့ဗျာတခုသာဆွဲကြည့်စမ်းဥက္ကမောလဲပါလဲပါနှစ်ခုမီးနေတာနှစ်ခုတစ်ခုမီးနေတာအဲ့တော့ဒီမှာလဲဝေဒနာရှုလိုက်ရင်ဉာဏ်နဲ့၄ပါးဖြစ်တယ်ဉာဏ်နဲ့၄ပါးရှုလိုက်ရင်လဲအဲ့ဒါဖြင့်တခုရှုလိုက်ရင်မပြီးဘူးလားအဲ့ဒီလိုဟောထားတာကလည်းသေချာချာဝိညာဏပစ္စယနာမရူပနာမရူပပစ္စယဝိညာဏံဆိုပြီးနလကလာပြီးသုတ်ဆိုပြီးဒီကလာနိဒာနဘကတန်ရုပ်ပါဠိတော်မှာသေချာဟောထားတယ်ဒါကြောင့်တခုပြရင်ပါလို့ဆိုရမယ်ကြဒါဖြင့်တခုတည်းရှုဖို့ဗျသဘောကျဘယ်လိုရှုကြမလဲရုပ်ရှုခြင်းလဲရှုရုပ်မိတဲ့နာအကုန်လဲမှာပဲနာရှုခြင်းရှုနာနဲ့ရုပ်နဲ့လဲသာစရာပြတခုလဲအကုန်လဲမှာပဲဆိုတာသိနေတာဒကာဓမ္မတွေဝေဒနာနုပါဒနာကြိုက်တဲ့ပုဂ္ဂိုလ်ဝေဒနာ၃ပါးလှည့်ရှုစိတ်တ ानु ပါဒနာကြိုက်တဲ့ပုဂ္ဂိုလ်စိတ်တွေလှည့်ရှုဘယ်စိတ်ပေါ်ရှုဖြစ်ပြခြင်းမရမရှုပါသဘောကျဒါရင်ဖြစ်ပြကဘယ်စိတ်ပေါ်ဖြစ်ပြဖြစ်ပြဒုက္ခသစ္စာပဲရှုတာကဖြစ်ပြဟုသေးကဒုက္ခသစ္စာရှုတာဟုသေးကအဲ့တော့ဖြစ်တာလဲဒကာဓမ္မတို့သေမလို့ဖြစ်တာဖြစ်သောကြောင့်ဒုက္ခပဲပြက်တာလဲသေဘောဝင်သွားလို့ပြက်တဲ့ဒုက္ခပဲဒါကြောင့်ပြစ်တာလည်းဒုက္ခပြစ်တာလည်းဒုက္ခလို့ဘာပေါ်စိတ်ရှုတဲ့ပုဂ္ဂိုလ်ပေါ်ကျင်တာပေါ်ဖြစ်ဒုက္ခပြဒုက္ခနှုံးသွင်းဝေဒနာရှုတဲ့ပုဂ္ဂိုလ်ကလည်းပေါ်ကျင်တဲ့ဝေဒနာပေါ်ဝေဒနာမင်းဘာပေါ်မလို့ငါမြင်တာတော့ဖြစ်တာနဲ့ဖြစ်တာပဲမြင်တယ်ဆိုပြီးဖြစ်ဒုက္ခပြဒုက္ခသာရှုပါသဘောကျဒါဖြစ်ဒုက္ခပြဒုက္ခဒုက္ခသစ္စာပေါ့ဗျာရှုတဲ့ဉာဏ်ကမဂ္ဂသစ္စာဆိုတော့ဟိုကနိတ္တရနိဒီဝဖြစ်သွားတော့ဒီကတဏှာမဲ့အောက်မှာမဲ့နေရာမှာရှိတဲ့တဏှာကနေနိုင်လေရဲ့လားတဏှာမလာဘဲနဲ့ခန္ဓာကခန္ဓာမလာဘဲနဲ့ဩနာတွေကအဲ့ဒါနိတ္တရနိစ္စကမြေပုံသာအပြောင်းမခံရင်နိဗ္ဗာန်ရောက်တယ်ရှင်းမလားကဲဒီနေ့ဒီရင်တော်ပါဦး